BACI ကနေဖိတ်ကြားတဲ့ဒီထောင်စုနေ့အခမ်းအနားကိုလာရောက်တက်ရောက်ပေးတဲ့အတွက်ကျွန်တော်တို့ပြည်ထောင်စုနေ့အခမ်းအနားအောင်မြင်ရခြင်းဖြစ်ပါတယ် Burmese American Community Institute ရဲ့ Board of Director Chairman အနေနဲ့ကျွန်တော်ဒီဆရာနဲ့ဆရာတော်ကိုဒီကြိုးဆိုပါတယ်ဒီမှာကျွန်တော်တို့ဒီမှာလာရောက်တဲ့အတွက်2015မေလမှာကျွန်တော်တို့ BACI နဲ့ပြုလုပ်တဲ့ US Myanmar Engagement Conference ကြီးရှိတယ်အဲ့မှာအဲ့တုန်းက UNO တာမတ်ကြီးကဦးကျော်တင်ဖြစ်ပါတယ်သူလာပြီးတော့ကျွန်တော်တို့ချင်းမြင့်သွားပါတယ်ဒါပြန်သွားတဲ့အခါမှာဒုဝန်ကြီးဖြစ်သွားတယ်ဆိုတော့ကျွန်တော်ပူဆွမ်းလို့လည်းမျောလင့်ချက်များရှိပါတယ်ကျွန်တော်နဲ့ Eliza နဲ့ပြီးခဲ့တဲ့နှစ်ဇွန်လမှာပမာပြည်သွားတော့ဦးကျော်တင်ကရန်ကုန်ရောက်ပြန်လာခဲ့ဆိုဒီဝန်ကြီးရုံးမှာကျွန်တော်တို့နှစ်ယောက်ကိုအဲ့ခံပါသေးတယ်ဆိုတော့နောက်ကျွန်တော်တို့ဒီ US Myanmar Conference ဒီနှစ်မှာပြန်လုပ်ဖို့ရှိတယ်ဆိုတော့ဆရာတို့ကိုလည်းကျွန်တော်တို့ပြန်ဖိတ်ပါမယ်လို့အဲ့ဒါပထမဦးဆိုတာနဲ့ပြောကြားလုပ်ပါတယ်ဒီနေ့အစီအစဉ်ကတော့ကျွန်တော်တို့ဒါမြန်မာမိသားစုပေါ့နော်မြန်မာပြည်ကိုတိုင်းရင်းသားတွေမိသားစုတွေတွေ့ဆုံတဲ့ပွဲဆိုတော့ပထမပိုင်းအနေနဲ့ကျွန်တော်တို့တာမတ်ကြီးကိုစကားအနေငယ်ပြောကြားပေးဖို့ဒါကျွန်တော်ဖိတ်ခေါ်มาဖြစ်ပါတယ်အဲ့လိုကျွန်တော်အင်မတန်မှပဲဒီလာတဲ့ခီးကိုအင်မတန်ချီနူးဝမ်းမြောက်ဖြစ်မိတယ်အထူးသဖြင့်ကတော့နံပါတ်1ချက်ကတော့ပြည်တော်စုနေ့ခန္ဓာကိုပြပမှာပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပြပမှာအခုလိုခန်းခန်းနိုင်တိုက်တိုက်မြတ်မြတ်နဲ့စီစီလုံးလုံးနဲ့လောက်ရတာကိုမြင်ရတဲ့အခါမှာတော်တော်လေးကိုစိတ်ထဲမှာကျွန်တော်ခံစားမိတယ်ချီနူးဝမ်းမြောက်မိတယ်အဲဒါကြောင့်မနေ့ကကျွန်တော်စသချင်းဗမာလိုခွန်းဆက်စကားပြောမယ်ဆိုပြီးတော့ပြောတဲ့ခါမှာတော့ကျွန်တော်ခဏလေးတန့်သွားတာဘာလို့လဲဆိုတော့ရင်းထဲကလှိုက်ပြီးတော့ကျွန်တော်နည်းနည်းလေးထိန်းထားလိုက်အဲ့တော့ကျွန်တော်emotional ဖြစ်ပါတယ်ဒါကျွန်တော်ရင်းထဲကတကယ်ပြောတဲ့စကားပါပဲဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဘဝနဲ့ကျွန်တော်ရှင်းပြီးပြောရမယ်ဆိုရင်ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲအချင်းတိုင်းသားဟလာတယောက်အနေနဲ့မြန်မာနိုင်ငံဒီကျွန်တော်ပြည်တော်စုထဲမှာငယ်ငယ်တော့ကလည်းကျွန်တော်ပြည်မမှာကြီးနောက်ချင်းတောင်ပြန်နောက်ပြည်မမှာကြီးနောက်နိုင်ငံသားမှာလှုပ်လှုပ်ပြောရတဲ့ခါမှာဒီတိုင်းသားတွေတက္ကသိုလ်နေခဲ့တဲ့ကာလမှာကျွန်တော်မန္တလေးမှာ1980ပေါ့နော်90ဝန်းကျင်မှာမန္တလေးမှာတက္ကသိုလ်နေရတဲ့ခါမှာကျွန်တော်တိုင်းသားအများဆုံးစုံစည်းတဲ့မန္တလေးတက္ကသိုလ်ကတော့မန္တလေးဝိဇ္ဇာသိပ္ပံပေါ့ဗျာအဲ့တော့ကတော့တက္ကသိုလ်ဖြစ်တယ်ကျွန်တော်တို့ဒီနှစ်တိုင်းကျွန်တော်တို့ကမန္တလေးအဲ့တော့မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှာပြည်တော်စုနေကိုကြီးကြီးကျယ်ကျယ်အများအားလုပ်တယ်ကျွန်တော်နဲ့ contemporary ကတော့စိုင်းတီဆိုင်တို့စွန်ကျဲဟိုတို့ပေါ့နော်အဲ့ဒါကျွန်တော်တို့သူတို့နဲ့ကျွန်တော်တို့အဲ့ဒီနှစ်စဉ်နေတိုင်းပြည်တော်စုနေဆိုလို့ရှိရင်တက်တော့မှာဆင်ထိုးပြီးတော့ကျွန်တော်တို့အဲ့ဒါမန်းလေးရဲ့တကယ်ဟိုပါပဲ highlight ပဲနှစ်တိုင်းတစ်မျိုးလုံးလာတယ်အားပေးတယ်ဘာလို့ဆိုတော့တကယ်နိုင်ငံကျော်ဆိုတော်တွေအဲ့ချိန်မှာတက်တစတွေပေါ့ဗျာစိုင်းတီဆိုင်တို့ဘာလို့အဲ့ချိန်ကဆိုတော့ပြည်တော်စုတိုင်းသားအကတွေအကုန်သူပြည့်ကျွန်တော်တို့အပြင်မှာတောင်မတွေ့ရတဲ့အင်းလေးဘက်ကအင်းသားတွေရဲ့ကျွန်တော်ဒီတန်ချက်တို့ပါတော့လေအင်းသားတွေထိုးတယ်အရန်ကောင်းတာကျွန်တော်ဆိုအရန်ကိုသဘောကျတာပဲအဲ့လိုအမျိုးအပြင်မှာဘယ်မှမတွေ့ရဘူးတိုင်းသားတွေရဲ့တကယ်အိုးတို့နောက်ပြီးတော့အဲ့ချိန်တုန်းကဆိုလို့ရှိရင်ကျွန်တော်အင်းသားတွေရဲ့တန်ချက်တို့ပါတော့လို့ဟာမျိုးတွေကအပြင်မှာဘယ်မှမတွေ့ရတဲ့ဟာတွေကိုကျွန်တော်မန္တလေးတက်တူမှာဒါတွေကိုကျွန်တော် showcase လုပ်ခွင့်ရတာနော်ဆိုတဲ့ခါကျတော့အင်မတန်မှပဲရှမ်းရှိတယ်ကျွန်တော်အဲ့တုန်းကတော့တက်တူဆိုတာကျွန်တော်ဗမာပြည်မှာနှစ်ခုပဲရှိတာပေါ့ဗျမန္တလေးဝါသတောင်ပိုင်းမှာရှိတယ်မြောက်ပိုင်းမှာsorry တောင်ပိုင်းမှာရန်ကုန်ဝါသပေါ့နော်မြောက်ပိုင်းမှာမန္တလေးဝါသရှိတယ်အဲ့တော့မန္တလေးဝါသမှာကအစုံဆုံးဆိုတာကကချင်ကလာမယ်နော်ကချင်ကမြကြီးနားကနေပြီးတော့ college ပြီးဆင်းလာမယ်ဟာလာရှမ်းပြည်ကတောင်ကြီးအဲ့တော့လာရှုံပေါ်တယ်တောင်ကြီး college ကပြီးဒီဘက်ကိုဆင်းလာမယ်မကွေးရတက်လာမယ်ချင်းတော်အဖွဲ့ကတကုံလုံးကျွန်တော်တို့ college မရှိတဲ့ခါကျ first year စပြီးတော့မန္တလေးမှာတက်မယ်စသဖြင့်ပေါ့အကုန်ဒီမှာလာစုံကြတာဟုတ်စုံကြတဲ့ခါကျတော့ကရင်ရတော့ဗျာဟိုဒီမျိုးလုံးရှိနေဆိုတော့ကရင်ရတော့မြဲရှိနေတာပဲအဲ့တော့အဲ့လိုပေါ့နော်အဲ့တော့တချို့မွန်တော့နည်းနေတာပေါ့မွန်ကတော့မော်လမြိုင် college ရှိတယ်နောက်ကျွန်တော်ရန်ကုန်ကရှိတဲ့ခါကျတော့မွန်ကတော့နည်းတယ်ဒါတော့မှမွန်တချို့ရှိသေးတယ်မွန်ရှိတယ်အဲ့တော့ကျွန်တော်အဲ့လိုပေါ့တိုင်းသားတွေစုံပြီးတော့အင်တန်ဟိုပျော်တယ်တယောက်နဲ့တယောက်လည်းညီနီချစ်ခင်နဲ့ပြည်တော်စုနေဆိုရင်ဒါဟိုပြန်ပြီးတော့ပြောရမယ်ဆိုရင်ကျွန်တော်က first year to final အဲ့မှာနေတဲ့အချိန်မှာကျွန်တော်နှစ်တိုင်းတစ်နှစ်မှမပြတ်ဘူးပြည်တော်စုနေဆိုလို့ရှိရင်အဲ့တော့ကကျွန်တော်တို့အရှိတောင်မြို့နယ်ဟိုပါတီအနေပြီးတော့ကျွန်တော်တို့စီစဉ်ပြီးတော့ဟ
ဟောပြောပွဲလုပ်ခိုင်းတယ်တက္ကသိုလ်ကနေပြီးတော့ကချင်ရဆိုရင်များသောအားဖြင့်ကျွန်တော်တကယ်ချင်းဒီကချင်ပါလားမသိပါဘူးနော်ပတ်ဆိုတယောက်ရှိတယ်သူရဲ့ကျွန်တော်ချင်းနောက်ပြီးတော့ကရင်ဘက်ကဆိုလို့ရှိရင်ဘုံမီစောလေးတာဆိုကြားဘူးလားတော့မသိဘူး तू ကတကယ်ဝါရင်ကြီးပေါ့ဗျာကျွန်တော်ဟိုတုန်းကတော်လိုင်း British Commission နဲ့ဟိုတုန်းကကန်နေရတာအင်မတန်မှပဲစောတဲ့ဟိုဦးနေဝင်းတို့ပါလို့ဆရာလောက်တော်ခဲ့တဲ့အန်ကယ်ကြီးသူနဲ့ကျွန်တော်တို့ကမြို့နယ်မန်းလေးမှာရှိတဲ့မြို့နယ်တော့လိုက်ပြီးတော့ကျွန်တော်တို့ကအဲ့ဒီမှာပြည်တော်စုနေဆိုကျွန်တော်ကြိုပြီးခေါ်ရတယ်ကျွန်တော်တို့ချင်းတိုင်းရင်းသားတွေအကြောင်းကိုနော်ဘက်ကဆိုလို့ရှိရင်သူကကရှင်တိုင်းရင်းသားတွေရဲ့အကြောင်းအဲ့လိုပေါ့နော်ကရင်ဆိုတဲ့ကရင်အကြောင်းလိုက်ဟောပြီးတော့ကျွန်တော်မြို့နယ်တွေအဲ့လိုသွားခဲ့တဲ့အစဉ်လာရှိတယ်ဆိုတော့အဲ့လိုကျွန်တော်တို့နေခဲ့ရတဲ့ဟာကိုကျွန်တော်တို့အင်မတန်မှပဲဟိုသတိရစရာဖြစ်တာပေါ့လေမင်းကအကတွေပြကြီးတဲ့ခါကျတော့အဲ့တော့ကျွန်တော်တိုင်းပြည်မှာကျွန်တော်လွတ်လပ်ရေးရတဲ့အချိန်ကနေစပြီးတော့ဒီနေ့အထိတောင်းနေတောင်းညီကမောင်မတွေဟာလားချစ်ချစ်ခင်ခင်နဲ့နေကျင်တော်လည်းပဲအကြောင်းမျိုးမျိုးကြောင့်ကျွန်တော်တို့ကအေးချမ်းချမ်းနဲ့မနေနိုင်ဘူးတောင်းနေတယောက်ဟုတ်လားဟိုပြိပခါလေးတွေကအခုထိမပြီးနိုင်ဘူးမချစ်လို့လည်းမဟုတ်ဘူးသို့တော်လည်းပဲကျွန်တော်တို့ရဲ့ဒီမနေ့ကကျွန်တော်ပြောတဲ့ထဲမှာပါသလိုကျွန်တော်တို့ရဲ့ founding fathers ကြီးတွေကိုကြောင်ဆန်းတို့ကျွန်တော်တို့တိုင်းသားဟာလားခေါင်းဆောင်ကြီးတွေညွှန်မှန်းခဲ့တဲ့ပြည်လုံးစာချုပ်ကနေညွှန်မှန်းခဲ့တဲ့ဒီရည်မှန်းချက်ကြီးဟာအခုထိကျွန်တော်တို့က unfulfilled dreams လို့ဖြစ်နေတာပေါ့နော်အဲ့ဒီဟာကိုအခုအနှစ်80ကြာလာတဲ့ခါကျတော့ကျွန်တော်တို့ဒေါန်ဆန်းစုကြည်ဦးဆောင်တဲ့ဟာလားမြို့သားဒီမိုကရေစီဖွဲ့ချုပ်ဆိုရတက်လာတယ်ကျွန်တော်ညှော်လင်းချက်တွေအများကြီးယူဆောင်လာတယ်ကျွန်တော်ပြည်သူလူထုကလည်းပဲဒီဟာကိုကျွန်တော်တို့ကနှစ်80မှာကျွန်တော်တို့ပြန်ပြီးကြုံရတဲ့အခွင့်အရေးအနေနဲ့ကျွန်တော်တို့ကအသွင်ခွန်ဆက်အားလုံးကနေပြီးတော့ကျွန်တော်တို့ဝိုင်းဝန်းပြီးတော့ကျွန်တော်တို့ဒီခြေနေရအောင်ကျွန်တော်အကုန်လုံးပံ့ပိုးလာတဲ့ခြေနေအဲ့တော့တိုင်းပြည်ကကျွန်တော်ကောင်းတဲ့ဘက်ကိုလမ်းကြောင်းပေါ်ရောက်နေပြီသို့တော်လည်းပဲခက်ခဲဆိုရှိနေတော့မယ်နှစ်90လောက်ကျွန်တော်တို့ဟာလားကြုံတွေ့ခဲ့ရတဲ့ဒီအခက်ခဲတွေပြိပက္ခတွေနဲ့ကျွန်တော်တို့ဒီပုတ်တိုက်မှုတွေဟာလားအကြည်လည်မှုတွေဖြည့်ရှင်းမရတဲ့အရှုပ်ထွေးအခက်ကြီးကိုတော့ကျွန်တော်တစ်နှစ်6လနဲ့ဘလို့မှကျွန်တော်ရှင်းလို့မရဘူးဟောဒါကတော့ဘလို့မှရှင်းလို့မရဘူးအဲ့တော့ကသို့တော်လည်းပဲကျွန်တော်လမ်းကြောင်းပေါ်မှန်သွားရောက်သွားပြီဆိုတဲ့ဥစ္စာကဒါကျွန်တော်တို့ဒါအင်မတန်ကိုကျွန်တော်ဝန်းမြောက်ရမယ်ချက်ဖြစ်တယ်အဲ့တော့ကျွန်တော်မှနှစ်လမ်းပဲရှိတယ်ရှေ့ဆက်သွားမလားနောက်ပြန်ဆုံးလားဒါပဲကျွန်တော်မှဘေးလမ်းမရှိဘူးကျွန်တော်ဒီနှစ်လမ်းပဲရှိတယ်ရှေ့ဆက်သွားမလားနောက်ပြန်ဆုံးမလားအဲ့တော့မိကုန်းကတော့ရှင်းရှင်းလေးပဲအဲ့တော့ရှေ့ဆက်သွားမယ်ဆိုရင်ကျွန်တော်တို့ကအခုရှိနေပြီးသားလမ်းကြောင်းပေါ်မှာကျွန်တော်တို့ကဟာလားအရှိန်အဟုန်နဲ့အားလုံးဝိုင်းဝန်းပြီးတော့ပံ့ပိုးပြီးအပြုသဘောနဲ့ကျွန်တော်တို့ကဆက်လက်ပြီးတော့ချီတက်သွားဖို့ဒါဒီတလမ်းပဲကျွန်တော်မှရှိမယ်ဒီနိုင်ငံရေးအကြောင်းပြောကြမယ်ဆိုလို့ရှိရင်တော့ပြောစရာတော့အများကြီးပေါ့နော်အမြင်တွေလည်းအများကြီးပဲသို့တော်လည်းပဲကျွန်တော်တို့မှဥတီချက်ကတပြည်လုံးမှာကျွန်တော်တို့ဥတီချက်ကဒီတစ်မျိုးကိုပဲကျွန်တော်တို့ single mindedly နဲ့ကျွန်တော်တို့သွားရမယ်ဒီနှစ်လွတ်လပ်ရေးရပြီးတော့90ကျွန်တော်တောက်လျှောက်မှာကျွန်တော်ရည်မှန်းခဲ့တဲ့ဟာဘာလဲတိုင်းသားစီလုံးအခုကျွန်တော်ရင်တက်မလို့ဆိုရတယ်ပြောတာပဲတိုင်းသားစီလုံးညီပြိုခွဲရလားပြည်တော်စုမပြိုခွဲအချုပ်ချာအာဏာတည်တံ့ခိုင်မြဲဒါမှန်တယ်ကျွန်တော်ဒီဟာကိုပဲသွားနေကြဒီတလန်းနဲ့ကျွန်တော်က common goal အဲ့ဒါကိုဘယ်လိုသွားမလဲဒီနေရာမှာအားလုံးကျွန်တော်တို့စိတ်တူကိုယ်တူသဘောတူနဲ့အားလုံးကိုတစ်ထပ်သေးတော့ပဲဖြစ်နေတယ်ဗျာဟုတ်လားလက်ချောင်းနေတော့မှဟာလားမညီဘူးတမီတဲ့ပေါက်တဲ့လူတွေတော့မှကျွန်တော်တို့ကတယောက်နဲ့တယောက်စိတ်မတူနိုင်ဘူးအဲ့တော့ကွဲပြားတဲ့အယူဆတွေတော့ရှိမှာပဲတိုးတော့ကျွန်တော်မှရင်မှန်းချက်ဘုံရင်မှန်းချက်ရှိတယ်ဒါဟာကျွန်တော်တို့အားလုံးတန်းတူညီမျှတဲ့နိုင်ငံဟာလားအားလုံးချစ်ကြည်နေအားလုံးဟာလားခွင့်ရညီတူညီမျှနဲ့သူခွင့်ရဟာလားပြည့်စုံမယ်တိုင်းသားတွေအကုန်လုံးညီကောင်မောင်နှမတွေအကုန်လုံးညီညံ့ညံ့နဲ့ဥပဒေစိုးမိုးတဲ့ဟာလားနိုင်ငံဖက်ဒရယ်ပြည်ထောင်စုဒီဟာကိုကျွန်တော်တိဆောက်ဖို့ဆိုတဲ့ဘုံရင်မှန်းချက်ကိုကျွန်တော်တို့ကအခုဒါကိုသွားနေကြဘူးအဲ့တော့ဒီရင်မှန်းချက်ကိုမျက်ရှင်မပြတ်ဖို့အတွက်ဘေးကနေပြီးတော့ဟန်တာအနောက်ရှက်အခက်ခဲတွေကိုလည်းပဲကျွန်တော်တို့ကဝိုင်းဝန်းညှိနှိုင်းဆွေးနွေးပြီးတော့ဆက်သွားဖို့ဆိုတဲ့ဟာတော့ဒါကျွန်တော်တို့ရဲ့ဟာလားအခုနိုင်ငံတော်အချမ်းဟိုပါပေါ့အတိုင်းနိုင်ငံပုံကိုကြီးလည်းပဲအများအားပြောတယ်သူအများအားပြောတယ်သူကဘာပြောလဲကျွန်တော်တို့ UN မှာဖြစ်စေဟာလားပြည်တွင်းမှာစီပြောရင် confrontation ကိုဘယ်တော့မှသူကမလုပ်ဘူးအားလုံးမြို့သားသွေးစည်းညီညွတ်ရေးပြန်လဲဟိုပါပေါ့ national reconciliation ကိုအဓိကထားပြီးတော့ပြောနေတယ်ဆိုတဲ့ဥစ္စာအဲ့ဒါနှစ်ပေါင်းတလောက်ဟာလားနှစ်ပေါင်း30နီးပါးသူကဒီအချမ်းမဖက်တဲ့ဟွာရတွေ့ဆုံဆွေးနွေးတဲ့ဟွာရ
နှိနှိုင်းပြီးတော့ပြဿနာကိုဖြေရှာတဲ့ဝါဒကိုလက်ဆွဲထားတဲ့ကျွန်တော်နိုင်ငံတော်တိုင်းမှာပုဂ္ဂိုလ်ရဲ့လမ်းညွှန်မှုနဲ့သူ့ရဲ့ဥဆောင်မှုနဲ့ကျွန်တော်တို့ကဒါပိုင်ပံ့ပိုးပြီးတော့လုပ်သွားဖို့ပဲဖြစ်တယ်ကျွန်တော်တို့ဟာလာarmed confrontation နည်းနဲ့ကျွန်တော်တို့ကနှစ်ပေါင်း60ကျော်90နီးပါးရှိပြီပေါ့နော်အဲ့တော့ကျွန်တော်လုပ်တာလားကျွန်တော်တို့ဒီကြီးမှန်းချက်ကိုကျွန်တော်မရောက်နိုင်ဘူးပြဿနာမဖြေရှင်းနိုင်ဘူးအဲ့တော့တယောက်နဲ့တယောက်တွေ့ဆုံညီနိုင်ခြင်းပေးယူပြုလုပ်ခြင်းဟာလာတယောက်နဲ့တယောက်ဟာလာစိတ်ရှည်သီးခံပြီးတော့ကိုချင်းစာတရားထားပြီးတော့တယောက်နဲ့တယောက်ပေါ့နော်အဲ့ဒါတွေ့ဆုံညီနိုင်ပြီးတော့ချိန်ယူရမယ်စိတ်ရှည်ရမယ်သီးခံရမယ်ဒါကတော့ချိန်တော့ယူမယ်တိုးတော်လည်းပဲဒီလမ်းဟာအကောင်းဆုံးဒီလမ်းဒီတလမ်းပဲကျွန်တော်မှရှိတယ်တခြားနီလမ်းကိုရွေးတယ်ဆိုရင်တခြားနီလမ်းဒီလမ်းအပြင်ရွေးတဲ့တခြားနီလမ်းဒီကျွန်တော်တို့လိုချင်တဲ့ပန်းနိုင်ကိုပို့မယ်နီလမ်းမဟုတ်ဘူးနောက်ပြန်ဆွဲမယ်နီလမ်းကျွန်တော်တို့ကိုဟာလာလမ်းလွဲသွားစေမယ်ဒီတိုးဖြစ်စေမယ်နီလမ်းသာဖြစ်တယ်လို့ကျွန်တော်တို့ကတော့ခံယူပါတယ်လို့အဲ့တော့ဒီဟာအားလုံးဆိုအများကြီးတခြားကိစ္စတွေတော့ကျွန်တော်ထွေထူးမပြောချင်ဘူးကျွန်တော်ငင်းငိုင်းကိစ္စနဲ့ပတ်သက်ပြီးတော့အင်မတန်အရေးကြီးတဲ့အချိန်ကာလကျွန်တော်စီလုံးညီညွတ်မှုတိုင်းသားအားလုံးစီလုံးလုံးနဲ့နေနိုင်မှာအခုဆိုရင်ကျွန်တော်တို့ပြဿနာအများကြီးသိတဲ့အတိုင်းပဲနောက်ဖက်မှာကျွန်တော်တို့ရခိုင်ပြဿနာဟုတ်လားရခိုင်ပြည်နယ်မှာဒီကျွန်တော်တို့မွတ်စလင်တွေပြဿနာအကြီးကြီးရှိနေတယ်နိုင်ငံတကာရဲ့ဖိအားတွေလည်းအများကြီးရှိနေတယ်အဲ့ဒါတွေကိုနော်လုတ်တဲ့နေရာမှာလည်းပဲကျွန်တော်တို့ကဒီအားလုံးစီလုံးလုံးနဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ရဲ့သူ့ရဲ့နီလန်းကလည်းဘာလဲဆိုလို့ရှိရင်ပြဿနာကိုရေရှည်မှာကျွန်တော်တို့ရေရှည်တည်တတ်တဲ့အဖြစ်မျိုးရအောင်ad hoc နီးနဲ့ဟုတ်လားငါပွားရငါစားချတဲ့နီးမဟုတ်ဘူးကျွန်တော်တင်းချာချာကိုရေရှည်မှာဘယ်လိုဖြစ်ရှင်းရမလဲဒီကိစ္စရေရှည်ဖြစ်နေတဲ့ကိစ္စနော်ရခိုင်ကိစ္စဆိုရင်ဒီဟာကိုဟုတ်လားemotionally နဲ့ကျွန်တော်ဖြည့်ရှင်းလို့လည်းမရအောင်ရေရှည်ကျွန်တော်ဖြည့်ရှင်းသွားဖို့အဲ့ဒါအတွက်နီးလန့်ရှာနေတဲ့အချိန်ဆိုတော့ကျွန်တော်တို့ကအချိန်ပေးရမယ်သိခံရမယ်အကောင်းဆုံးနီးလန့်ဟုတ်လားကျွန်တော်တို့ကဒီဟာကိုအခုဖြည့်ရှင်းနေတဲ့အကောင်းဆုံးနီးလန့်ကိုတွားနေတဲ့ဟာကိုကျွန်တော်အချိန်လေးနဲ့ပေးပြီးတော့ပံ့ပိုးပြီးတော့ဗောနော်နိုင်ငံတော်ဆိုရရဲ့စီစဉ်ဆောင်ရွက်နေတဲ့ဟာကိုပံ့ပိုးပြီးတော့ကျွန်တော်လုပ်ကြဖို့လည်းပဲဟာလာအပြင်ရောက်နေတဲ့ဟာလာကျွန်တော်တို့မြန်မာနိုင်ငံသားဟောပေါ့လေကျွန်တော်တို့မြန်မာတွေအနေနဲ့လည်းကျွန်တော်အဲ့ဒါအထူးမြတ်တရားခံနေတယ်အထူးသဖြင့်အခန့်ကိစ္စမှာဆိုရင်အခုကျွန်တော်တို့နိုင်ငံတကာကနေဖိအားပေးနေတဲ့ဟာဘာလဲဆိုလို့ရှိရင်မဟုတ်တဲ့မမှန်တဲ့သတင်းတွေကိုကျွန်တော်တို့ကအများကြီးဟာလာ internet social media နဲ့လွှင့်ပြီးတော့မှကျွန်တော်တို့ဟာလာဟာမြန်မာတမန်တော်ဘာလုပ်နေလဲဘာဖြစ်တယ်မြန်မာတွေကရခိုင်တွေကဘယ်လိုနှိမ့်ဆက်နေလဲအစသဖြင့်ပဲကျွန်တော်တို့ဒီမွတ်စလင်တွေလုပ်နေတယ်အဲ့ဒါတွေကိုလည်းပဲကျွန်တော်တို့ကကိုယ်နိုင်ငံဘက်ကနေပြီးတော့တတ်နိုင်တဲ့လောက်တတ်နိုင်တဲ့ဘက်ကနေမဟုတ်ဘူးငါတို့လုပ်နေတဲ့ဥစ္စာညီလူညီမျှအားလုံးပြဿနာပြလဲလဲနဲ့ဖြေရှင်းဖို့အတွက်ကျွန်တော်နီးလန့်ရှာနေတယ်ဒီဥစ္စာတွေကတကယ်လုပ်တဲ့ဟာတွေမဟုတ်ဘူးဆိုတဲ့ဟာကိုကျွန်တော်ဟာလာတတ်နိုင်တဲ့လောက်ကိုရှိတဲ့နေရာနေပြီးတော့ပြောပြစေချင်တယ်ကျွန်တော်တို့ကုလသမဂ္ဂမျက်နှာစာမှာလည်းပဲတည်ဝင်ပြောနေတာရှိတယ်ကျွန်တော်တို့ချင်းကပ်နေတာရှိတယ်ထိတွေ့နေတာရှိတယ်ပြောနေဆိုနေရင်းနေသားနေတာရှိတယ်အဲ့လိုပဲကျွန်တော်တို့အခုခေတ်က social media ခေတ်ဖြစ်တဲ့ခါကျတော့ social media မှာလည်းပဲဝိုင်းဝန်းပြီးတော့နော်ဝိုင်းဝန်းပြီးတော့ကျွန်တော်နိုင်ငံတော်ဘက်ကနေပြီးတော့တန်းတန်းလာပံ့ပိုးပြီးတော့ကျွန်တော်တို့လှုပ်ဆောင်ပေးကြဖို့လည်းပဲအထူးမြတ်တရားခံချင်ပါတယ်လို့အဲ့တော့မေးချင်တဲ့ကျွန်တော်ပြောနေတော့သိကြနေပဲအဲ့တော့မေးချင်တဲ့ဟာကိုတော့လွတ်လွတ်လပ်လပ်ပုံမှန်လင်းလင်းမေးပါလွတ်လွတ်လပ်ပုံမှန်လင်းမေးပါကျွန်တော်ဖြေနိုင်တဲ့ဟာအကုန်လုံးကျွန်တော်ဖြေပေးပါမယ်လို့နော်အခုလိုတွေ့ရတဲ့အခိုက်မှာအာမနာပါနဲ့ပြပါကျွန်တော်မဖြေနိုင်တာရှိရင်လည်းကျွန်တော်မှတ်သွားပြီးတော့နောက်တစ်ခါကျရင်ကျွန်တော်အဖြေကိုပြန်ပြီးတော့ပြန်ကြားပေးပါမယ်လို့အားလုံးအခုလိုမအားမလတ်တဲ့ကြားတွေကနေပြီးတော့အချိန်ပေးပြီးတော့လာကြတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ခုတော့ရှိတယ်ဗျာကျွန်တော်ကအခုဖြေနေရတဲ့ပုံစံတာမတ်နဲ့ဖြေတာနဲ့မတူဘဲနဲ့ကျွန်တော်နိုင်ငံရေးသမားဖြေလို့ဖြစ်နေတယ်ရပါတယ်ကျွန်တော်တက်နိုင်ဆုံးကြိုးစားပြီးဖြေပါမယ်ကျွန်တော်စကလုံးတစ်လုံးနဲ့ကျွန်တော်စကျင်တယ်
တောင်သားစုကြည်ကျွန်တော်စက်တင်ဘာလကုလသမဂ္ဂထွေထွေညီလာခံလာတက်တဲ့အခါမှာ CNN ကနေပြီးတော့ကျွန်တော်တို့Farid Zakaria ကအင်တာဗျူးလုပ်တယ်အဲ့ဒီမှာကျွန်တော်ရခိုင်ကိစ္စနဲ့ပတ်သက်ပြီးတော့မွတ်စလင်ကိစ္စနဲ့ပတ်သက်သူမေးတာရှိတယ်ကျွန်တော်ရခိုင်ပြည်နယ်မှာလူခွင့်ရေးချိုးဖောက်မှုတွေလောက်ဖြစ်နေတာမြန်မာနိုင်ငံမှာ Nobel ဆုရှင်ဒေါအောင်ဆန်းစုကြည်တက်လာတဲ့ဆုရလက်ထက်မှာပို့ပြီးတော့ခုနခင်ဗျားပြောလို့ပိုတော်ဆိုးလာတယ်ဒါဖြစ်တဲ့လားမေးတဲ့ခါမှာသူတစ်ခုမှပြန်ပြောတယ် Nobel ဆုရှင်ဥဆောင်တဲ့ NLD ဆိုရတက်လာတာဧပြီလ1ရက်နေ့မှာတက်လာပါတယ်အဲ့တခုမှပြောပါတယ်ဒီစကားကကျွန်တော်ထင်တယ်သဘောပေါက်မယ်လို့ကျွန်တော်ယူဆပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့ရွက်ကောက်ပွဲကိုကျွန်တော်တို့ကနိုမာလာမှာလုပ်ခဲ့တာဖြစ်တော့လည်းပဲ result ကထွက်တာဖြစ်တော့လည်းပဲကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အကန့်အသတ်ကြောင့်ကဘာပေါ်မှာဟာလား government transition အကြာဆုံးတိုင်းပြီဟာလားနိုမာ December January February March လကုန်ပေါ့နော် April လမှာကျွန်တော်တို့9လလောက်ကြာပြီးလိုက်အဲ့တော့ဒီအခြေအနေတွေရှိပါတယ်လို့ဒီအခြေအနေတွေဖြစ်နေတဲ့ဟာကလည်းပဲအကြောင်းနေတိတ်ရဲ့အကြောင်းနေအခန့်နေရှိတာဟုတ်နံပါတ်1ကတော့ကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံဥပဒေနော်2008ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အကန့်အသတ်တွေကြားထဲမှာလို့ရတာဖြစ်တဲ့ခါကျတော့စိတ်သွားတိုင်းကိုမပါတာအများကြီးရှိပါတယ်အဲ့ဒါကြောင့်လည်းပဲကျွန်တော်မျိုးသားဒီမိုကရေစီဖွဲ့ချုပ်အစိုးရတက်လာတဲ့အချိန်မှာပထမဆုံးရှင်းမှန်းချက်ဥတီချက်အနေနဲ့လုပ်ငန်းစဉ်နဲ့လုပ်တဲ့ထမ်းမှာဒီ2008အခြေခံဥပဒေပြင်ဆင်ရေးဆိုတာဒါထိတ်ဆုံးကဒီအစိုးရမတက်ခင်တည်းကဒီ NLD ရဲ့ရွေးကောက်ပွဲရဲ့သူ့ရဲ့ဟောပါပဲဥတီချက်ပါပဲမော်တိုပါပဲပြောခဲ့တယ်အဲ့တော့ဒီဟာဥတီပြီးလုပ်တယ်ဒီဟာလုပ်တဲ့နေရာမှာဒေါန်ဆန်းစုကြည်ကဘာပြောလဲကျွန်တော်တို့ကဒါပြည်သူမနာတဲ့အနေနဲ့ကျွန်တော်လုပ်နော်ပြည်သူမနာတဲ့အနေနဲ့ကျွန်တော်လုပ်အဲ့တော့ပြည်သူမနာတဲ့နီးဆိုတဲ့နေရာအဓိပ္ပာယ်များရှိပါတယ်ဟိုနိုင်ငံရေးဟိုအညီလေးတို့နိုင်ငံရေးလုပ်နေကြတယ်ဟာလား CNF ကလို့ထင်ပါတယ်ပြောနေတဲ့စကားအရအဲ့တော့နိုင်ငံရေးပြည်သူမနာတဲ့နီးဆိုတဲ့ဟာအဓိပ္ပာယ်များရှိပါတယ်နော်အဲ့ဒါကြောင့်လုပ်တဲ့နေရာမှာတခါတလေမှာကျွန်တော်တို့ကဟိုခုနကျွန်တော်ပြောသလိုပဲအကန့်အသတ်တွေရှိလာတဲ့ခါကျတော့ကျွန်တော်လုပ်မရတဲ့အပိုင်းလေးတွေရှိတဲ့ခါကျတော့အဲ့ဒါကြောင့်ကျွန်တော်ပြောတာပါအချိန်တော့ပေးပါဒါပေမဲ့ရည်မှန်းချက်ကတော့လုံးဝမပြောက်ပါဘူးနော်ရည်မှန်းချက်ကလုံးဝမပြောက်ဘူးရည်မှန်းချက်ကဒါပဲရည်မှန်းချက်ဒီရည်မှန်းချက်ကိုသွားနေတဲ့နေရာမှာခုနပြောတဲ့အခက်အခဲတွေအကန့်အသတ်တွေအနှောက်အယှက်တွေဟန်တာတွေခြေထိုးမှုတွေလည်းရှိနိုင်တယ်ဟိုအောက်မှာဟိုဟာပေါ့နော်ကျွန်တော် land mine တွေလည်းရှိနိုင်တယ်သဘောကတော့အကုန်ပေါ့ဒါတွေရှိနိုင်တယ်အဲ့ဒါတွေကိုတော့ကျွန်တော်နားလည်ဖို့လိုတယ်ရေရှည်ကိုကျွန်တော်ကြည့်ပြီးသွားနေတဲ့နေရာမှာရေတိုမှာဖြစ်နေတဲ့ဒီဟန်တာအခက်အခဲတွေတော့ကျွန်တော်တို့ဒါနားလည်ပေးဖို့တော့ဟိုကျွန်တော်တို့မေတ္တာရခံခြင်းဟိုနားလည်ဖို့တော့ခက်မယ်သိတယ်သို့တော်လည်းပဲဒီအခက်အခဲပေါ့နော်အဲ့တော့ဒီပြစ်ခတ်ရစေးကိစ္စနဲ့ဟိုခုနဒီပြောတဲ့အထက်မှာ NLD ဆိုရလက်ထက်မှာပူတော်ဆိုးနေပါတယ်ဆိုတဲ့ဟာဒီကချင်ဒေသမှာဖြစ်နေတဲ့ကိစ္စတွေဒါတွေကိုကျွန်တော်အသေးစိတ်ဘာမှ comment ကျွန်တော်မပြောလို့ဘူးဟိုနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ကဘာမှမပြောဘူးဆိုတဲ့ဥစ္စာကတော့တကယ်တော့မဟုတ်ပါဘူးတချို့ဟာတွေမှာလူသိရှင်ကြားမပြောတော့လည်းပဲဟာလားပြောတင်ပြောထိုက်ပြီးသူပြောပြီးတော့လုပ်နေတဲ့ဟာတွေအများကြီးရှိတယ်ဆိုတာကျွန်တော်တို့သိတာရှိတယ်လို့ကျွန်တော်မသိတာလည်းရှိတယ်ဥပမာရခိုင်ကိစ္စဆိုတော့ရခိုင်မှာဖြစ်နေမွတ်စလင်ကိစ္စအခုနိုင်ငံတကာအတိုင်းအဝန်နဲ့ UN တို့ကဘာပြောလဲဒေါအောင်ဆန်းစုကြည် Nobel ဆုရှင်ကိုယ်တိုင်ကဘာမှမပြောဘူးဟုတ်လားဟိုရင်ကုန်နေပြီနေတယ်ဒီမွတ်စလင်တွေလောက်ခံရတဲ့ဥစ္စာကိုရခိုင်ကိုသွားပြီးတော့သူကိုယ်တိုင်က guarantee ပေးရမယ်သူကိုယ်တိုင်ကဒီဟာကိုဟုတ်လားဟိုခွင့်မလို့ဘူးဟိုဒီမွတ်စလင်လူနည်းစုတွေဒုက္ခလူခွင့်ချိုးပေါက်ခံရတဲ့လူတွေဘက်ကနေရက်တည်မယ်ဆိုတော့တခုံးပြောလိုက်ပါဖိအားအများကြီးပေးပါတယ်ကျွန်တော် UN မှာလုပ်နေတဲ့လူဖြစ်တော့ကောင်းကောင်းသိတယ်ကျွန်တော်မွတ်စလင်နိုင်ငံတွေဖိအားပေးတယ်ကုလသမဂ္ဂနဲ့ဖိအားပေးတယ်ဒါပေမဲ့သူ့မှာအဲ့လိုလူသိရှင်ကြားထုတ်ပြီးတော့မပြောပေမဲ့သူလုပ်တာတွေအများကြီးရှိပါတယ်ဒါတွေကျွန်တော်တို့ကိုယ်တိုင်သိတဲ့ဟာအဲ့ဒါကြောင့်ကျွန်တော်ပြောချင်တာပါနော်ကျွန်တော်ပြောချင်တာဒီလိုလူသိရှင်ကြားလှုပ်လိုက်ခြင်းအပြင်ဖြစ်ပေါ်လာမယ့်အကျိုးကျေးဇူးဟာရေတိုကာလမှာရုတ်တရက်ဟာလားလူတွေအမြင်မှာတော့အင်မတန်ကောင်းတာဖြစ်ချင်ကောင်းဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့သူ့ရဲ့အကျိုးဆက်ကဘာရှိနိုင်တယ်ဆိုတော့ငါကတွက်ပြီးသားအဲ့ဒါကြောင့်လှုပ်တဲ့လှုပ်ထိုက်တယ်လှုပ်နေတယ်အဲ့ဒါကြောင့်နော်ဒီလိုပဲကျွန်တော်တို့ပြည်တွင်းကိစ္စမှာလည်းပဲငင်းကြရင်ရအောင်လုပ်မယ်ဟာလားပထမကျွန်တော်တို့ဒီပင်လုံ21ရာစုပထမမနစ်ကလုပ်တဲ့ဩဂတ်စီပဲအကုန်လာတာပဲ
NCA ထိုးထားပြီးသားရောမထိုးထားတဲ့လူကအကုန်လာတယ်ကျွန်တော်တို့ရဲ့စက်ရင်မှန်းချက်ကလည်းပဲနောက်ဆိုရင်လည်းအဲ့လိုပဲလုပ်မယ်ဆိုတော့ဟာနဲ့ကျွန်တော်တို့အစတယ်အဲ့လိုလုပ်ထားတယ်နော်အဲ့လိုပဲပြောထားပြီးသားဒီမူနဲ့ပဲသွားပြီးသားသို့တော်လည်းပဲဂျားထဲမှာမမျော်မှန်းနိုင်တဲ့ခက်ခဲလေးတွေဖြစ်လာတဲ့ဟာတွေကိုကြတော့ကျွန်တော်ဒါတွေကိုဖြည့်ရှင်းနေရတဲ့အပိုင်းလေးတွေရှိတယ်အဲ့တော့တကယ်တော့မူလငကူတွေကစဉ်းစားထားတဲ့သဘောတူထားတဲ့ဟာထိုးတဲ့လူရောမထိုးတဲ့လူရောလားစကားပြောကြမယ်အဲ့ဒီဟာပါပဲအဲ့တော့ဒီဟာကိုကျွန်တော်တို့ကခေါင်းထဲမှာဒါကိုပြုတ်ပြင်တာလည်းမဟုတ်ဘူးဟုတ်လားကျွန်တော်တို့ဒါကိုခြေဖြတ်တာလည်းမဟုတ်ဘူးသို့တော့အခက်ခဲလေးတွေနဲ့ဈားထဲမှာပြဿနာဝင်လာတဲ့ဟာလေးတွေကတော့ဒါတွေတော့တချို့ကြတော့လေကျွန်တော်အသေးစိတ်ပြောလို့မရတဲ့ပိုင်းလေးတွေလည်းရှိပါတယ်လို့เนาะအဲ့ဒါလေးတွေတော့အဓိကရင်မှန်းချက်ကတော့မပြောက်ဘူးအဲ့ဒါကိုပဲဆက်ပြီးတော့ဥတည်ပြီးတော့လုပ်ဖို့လိုတယ်ဟိုကျွန်တော်တို့ဒေါန်ဆန်းစုကြည်ကိုယ်တိုင်လည်းပြောတယ်ကျွန်တော်လည်းကြုံတယ်အမြဲပြောပါတယ်ဟုတ်လားဒီဟာ process ကျွန်တော်ညဉ့်ညမ်းရေးလုပ်ငန်းစဉ်နဲ့မျိုးသားဟိုပြန်လည်သိမြတ်ရေးဟာဒါ process ပါဒါ process ပါဆက်သွားမယ် process အခုကျွန်တော်တို့တစ်နှစ်ဆိုရတက်တာအခု April ကတရက်နေ့ဆိုရင်30ရက်နေ့ပေါ့နော်မ30တစ်နှစ်ပြည့်ပါပြီနှစ်ပတ်လည်းလုံးမယ်အဲ့တော့အဲ့တရက်ကိုလည်းနည်းနည်းခဏတော့စောင့်ကြည့်ပါဦးနော်ဘာတွေဖြစ်လာအောင်မလဲနော်ကျွန်တော်ဒီတစ်နှစ်အတွင်းမှာဆိုရအနေနဲ့ဒါပုံမှန်လေးပြောရလို့ရှင်တော့ testing the ground နော်စပြီးလုပ်တယ်ကျွန်တော်တိုင်းပြည်မှာအလုံးသိတယ်မယ်ကျွန်တော်ထပ်လဲပြောနေရတယ်လို့ဖြစ်နေတာပေါ့နော်ကျွန်တော်1962ကနေပြီးတော့တောက်လျှောက်ဟုတ်လား1900နဲ့တောက်လျှောက်ပေါ့လေဟို2015နှစ်ကောအခု2016ပေါ့ဗျာ2016အထိဟာကျွန်တော်တောက်လျှောက်ကတပုံစံနဲ့ကျွန်တော်တို့အုပ်ချုပ်လာတာဟုတ်အဲ့တော့လုံးဝအုပ်ချုပ်ရေးပြောင်းသွားတယ်ဆိုတော့ကျွန်တော်တို့2016 April 1ရက်ကစတဲ့ဒီအစီအစဉ်ဟာလည်းပဲလုံးဝပြောင်းလို့ရတာလားဟဲ့လားကိုညီတို့ပိုနားလေတယ်2008ခြေခံဥပဒေကအများကြီးကျွန်တော်တို့ကန့်သက်ထားလိုက်ရှိတယ်အဲ့တော့အယက်သားစစ်အစိုးရလို့ပြောလို့ရှင်တော့မပြောလို့မရဘူးနော်ပြောလို့မရဘူးဒီမိုကရေစီအစိုးရစစ်လည်းမဟုတ်ဘူးအဲ့ဒီအခြေအနေမှာကျွန်တော်လုပ်နေရတာဖြစ်တဲ့အတွက်ကြောင့်အပြင်ကပြောနေတဲ့ဝေဖန်နေတဲ့ဟာတွေကတော့ဒါတွေကတဘာဝအရာဖြစ်နိုင်ပါတယ်ဒါတွေကိုကျွန်တော်တို့ဟလာဟိုအပြစ်လည်းမယူဘူးဝေလည်းမယူသို့တော်လည်းပဲဖြစ်နေတဲ့အခက်အခဲနဲ့အခြေအနေတွေကိုတော့ကျွန်တော်တို့တကယ်တမ်းလက်တွေ့လှုပ်ဆောင်နေကြရတဲ့လူတွေအနေနဲ့ကတော့အလုံးဟလာကိုအဖွဲ့အစည်းသီးသီးဟလာအဖွဲ့အစည်းဟလာချင်းဘောနော်တိုင်းသားအဖွဲ့အစည်းသီးသီးရောကျွန်တော်အလုံး stakeholders တွေပေါ့နော်အလုံးကနေပြီးတော့ဟိုနည်းနည်းလေးတော့ဟိုခဏတော့ဟိုကြည့်ပေးကြပါဦးလို့အဲ့ဒါလေးတော့အထူးပြန်ပြီးတော့ပြောချင်ပါတယ်လို့နောက်ဒုတိယမိကုန်းကမေးထားတဲ့ဒီခွင့်ရေးတွေကိုကျွန်တော်တို့ကတန်းတူညီများရရမယ်ဒီခွင့်ရေးမရတဲ့အတွက်ကျွန်တော်တိုက်ပွဲဝင်နေမှန်ပါတယ်အဲ့ဒါကြောင့်လည်းအခုကျွန်တော် Federal ပြည်ထောင်စုသွားဖို့အတွက်ကျွန်တော်အစိုးရစခြင်းကိုကျွန်တော်တို့ကဒါပထမအဆုံးဟလာဟိုဒါဥတီချက်ထားပြီးဟောလုပ်တယ် Federal ပြည်ထောင်စုတည်ဆောက်မယ်တည်ဆောက်တဲ့နေရာမှာအဲ့ဒီ Federal ပြည်ထောင်စုစနစ်ကိုတည်ဆောက်လို့ရအောင်နံပါတ်1 Constitution ပြင်မရမှာပေါ့ Constitution ကဒီဟာနဲ့လုပ်လို့မရတာအဲ့ဒါကြောင့်ဒီ process တွေရှိနေတယ်အဲ့ process တွေအဲ့ဒါအတွက်လည်းပါလဲနံပါတ်1ကငြိမ်းချမ်းရေးလုပ်ရမယ်ကျွန်တော်တို့တယောက်နဲ့တယောက်ဟလာငြိမ်းချမ်းရေးကိုရအောင်တည်ဆောက်ရမယ်ဆိုတော့အဲ့ငြိမ်းချမ်းရေးတည်ဆောက်ဖို့ရရှေ့အောင်ဥတွေပြင်ဖို့ရဆိုတဲ့ဟာတွေ step တွေကြောပြီးတော့မှကျွန်တော်တို့ကဟို Federal ပြည်ထောင်စုရောက်အောင်ကျွန်တော်တို့က Constitution ကိုပြန်ပြီးတော့ဟလာပုံစံချပြီးတော့ပြန်လုပ်ရမယ်အခြေအနေတွေရှိတယ်ဆိုတော့ဒီ process ကြီးကအခုမှကျွန်တော်တို့ကစရတယ်အဲ့ဒီမှာလည်းခုနပြောသလိုဟလာအနှောင့်အယှက်တွေအဟန့်ကြားတွေပြဿနာတွေဟလာဟိုတွေကဒီလိုဝေးနေတာကိုလမ်းမှာဆိုတော့အဲ့ဒီအခြေအနေလေးတော့သိပြီးဖို့အဲ့တော့ဒီဟာကကျွန်တော်တို့ဒီအစိုးရရဲ့ဒီမှန်းချက်ပြည်တော်စုဟိုကျွန်တော်အားလုံးရဲ့ဒီမှန်းချက်ပါပဲเนาะဒီဥစ္စာဆိုတော့ဒါလည်းမကျွန်တော်လုံးဝမပြောင်းပါဘူးဒီတိုင်းပဲကျွန်တော်ဆက်လောက်ပါကျွန်တော်မတခြားနည်းလမ်းမရှိဘူးနှစ်ပေါင်း90တိုက်လိုက်ကြတာကျွန်တော်တိုင်းပြည်နာတာပဲရှိတယ်เนาะဘာအကျိုးမှကျွန်တော်မရှိခဲ့ဘူးအဲ့တော့ဒီတလန်းပဲရှိတယ်ဒီတလန်းကိုပဲကျွန်တော်သွားကြဖို့ဖြစ်တယ်เนาะတိုင်းသားကိစ္စတွေကောဒီချင်းမှာဖြစ်နေတဲ့စစ်ပွဲကိစ္စမှာလည်းကောရိုဟင်ဂျာကိစ္စစသဖြင့်ဆိုတော့ဘာကြောင့်အဲ့လိုမပြောနိုင်အောင်သူ့ကိုဘာသာတားဆီးနေတာအဲ့လိုနေချင်ပါတယ်နောက်ပြီးတော့တမကြီးဖြေသွားတာဒီကိစ္စတွေအားလုံးရဲ့ဒီမှာအဓိကအရေးကြီးတာဆိုတော့ငင်းချင်ရဖို့ပြင်ဖို့ငင်းချင်ရအောင်လုပ်မဲ့ process မှာဒီဖွဲ့စည်းဖို့အခြေခံမှုတွေပြင်ဆင်နေရတယ်အရေးကြီးတယ်ပြောပါတယ်ဘာကြောင့်ဖွဲ့စည်းဖို့အခြေခံမှုတွေပြင်ဆင်ဖို့ဘယ်အရာတွေကဖွဲ့စည်းပုံပြင်ဆင်ဥပဒေကိုမပြင်ဆင်ရင်ဒီလိုချက်တွေဆက်ပြီးဖြစ်နေမှာဖြစ်တယ်။ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ဘယ်အချက်ကိုပြင်လိုက်ရင်အခုဖြစ်နေတဲ့ကိစ္စကတော့ဒီရောက်ပါ။အဲ့ဒီဥစ္စာတွေဟာဟို
ဂျန်နဲ့တာမန်သူတွေမသိနိုင်လောက်အောင်လည်းတော်တော်ခက်ခဲနေတယ်ဖြည့်ရှင်းလို့မရတယ်ရှင်းပြလို့မရတဲ့အချက်တွေဖြစ်တယ် ပထမချက်ပေါ့နော်ပထမချက်ကကျွန်တော်တို့ဒီဘာလို့တောင်းဆန်းစုကြည်စိတ်ရည်လဲနှုတ်စိတ်နေရလောက်အောင်ပါဟိုဘာအကြောင်းရှိအဲ့ဒါကတော့ကျွန်တော်ပုံမှန်လေးပြောရရင်တော့ကျွန်တော်တို့တောင်းဆန်းစုကြည်ဟာဒါအားလုံးသိတဲ့အတိုင်းပဲကျွန်တော်နိုင်ငံရဲ့အခုနိုင်ငံဥဆောင်ပြီးတော့ဟုတ်လားဦးစီးဥဆောင်ပြုနေတဲ့ပုံကိုဖြစ်တယ်နော်ဒီအစိုးရဖြစ်ပေါ်လာတာတွေလည်းပဲသူ့ရဲ့ဥဆောင်မှုကြောင့်ဖြစ်ပေါ်လာတယ်အဲ့တော့ तू လုတ်ခဲ့တဲ့သူ့ရဲ့သမိုင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံရေးသမိုင်းမှာ तू လုတ်ခဲ့တဲ့တောက်လျှောက်အခုဟုတ်လားနှစ်ပေါင်း30နီးပါပေါ့နော်အဲ့ဒါ तू ရဲ့ဆုံးဖြတ်နေသူ့ရဲ့ဥဆောင်မှုနဲ့သူ့ရဲ့ agenda နဲ့ तू သွားပြီးတော့ဒီအထိရောက်အောင် तू ဆွဲခေါ်လာတာအဲ့တော့သူ့ရဲ့ prerogative နဲ့သူ့ရဲ့ဆုံးဖြတ်ချက်ကိုတော့ကျွန်တော်တို့ကဝင်ပြီးတော့ကျွန်တော်စစ်နိုင်တဲ့အရေးချင်းလည်းမရှိသလိုစစ်ပိုင်ခွင့်လည်းကျွန်တော်မှမရှိဘူးပေါ့နော်အဲ့တော့သို့တော်လည်းပဲ तू ကဒီဟာကိုတေချာတာတခုကျွန်တော်ပြောလို့ရတယ်ပြဿနာကိုဖြေရှင်းဖို့တော့ခေါင်းထဲမှာ तू အမြဲရှိတယ်အဲ့ဒါကိုခေါင်းထဲမှာအမြဲရှိပြီးဖြေရှင်းဖို့အတွက်တော့အမြဲလုံနေတယ်စေတနာပေါ့စေတနာရှိတယ်ဒီဟာကိုလုပ်ဖို့အတွက်သူ့မှာစေတနာရှိတယ်ကျွန်တော်စေတနာမရှိတော့ဘာမှလုပ်လို့မရဘူးเนาะဒီပြဿနာကိုဖြစ်ဒီပြဿနာကိုဖြေရှင်းဖို့ကျွန်တော်စေတနာမရှိရင်ကျွန်တော်ဒီပြဿနာကိုဖြေရှင်းကျွန်တော်တေချာပေါ့ပြောရဲတယ်ကျွန်တော်ပြောနိုင်တာကျွန်တော်အနေထားနဲ့ကျွန်တော်ပြောနိုင်တာဒေါန်ဆန်းစုကြည်အနေနဲ့ဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက်သူမှာစေတနာရှိတယ်ဆန္ဒလည်းရှိ political will ရှိတယ်အဲ့တော့ဖြေရှင်းတဲ့နေရာမှာသူဘယ်လိုဖြေရှင်းမယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်မေးခွန်းထုတ်လို့လည်းမရဘူးကျွန်တော်လည်းသိသိသူခေါင်းထဲဝင်ကြည့်လို့မရဘူးအဲ့တော့ဒါပေမဲ့သူ့မှာစဉ်းစားထားတာရှိတယ်သူနီးသူဟန်နဲ့သူ့လုံနီးသူ့လုံဟန်နဲ့စဉ်းစားထားတာရှိတယ်ဝေဖန်တာတော့ဝေဖန်မယ်ဟိုတုန်းကလည်းသူဝေဖန်တာရှိတယ်နော်အခုလည်းဝေဖန်မယ်နောက်လည်းသူကိုယ်တိုင်လည်းပြောပါတယ်ဟုတ်လားရှင်တို့ကျမဟုတ်လားအခုဒါအားပေးနေတယ်ကျမအစိုးရလုပ်တဲ့ကကျမဝေဖန်မှာပဲသူပြောတာပဲလူတို့ကဝေဖန်မှာပဲဒါကတော့သဘာဝကျတယ်ဒါကြောင့်လဲဝေဖန်လို့ရလို့လဲကျွန်တော်ဒီမိုကရေစီဆိုတာဒါကျွန်တော်ဖြစ်လာတာပဲဘယ်တော့မှဝေဖန်လို့မရဟုတ်တယ်မလားဆိုတော့ဒီဟာတွေကတော့ဖြစ်မှာဟာတွေပါတိုးတော့ခုနကျွန်တော်ပြောသလိုပဲသူ့မှာ political will ရှိတယ်စေနာရှိတယ်သူ့မှာစဉ်းစားထားတာရှိပါလိမ့်မယ်တိုးတော့လည်းပဲဒါကိုတော့ကျွန်တော်ပြောလို့ကျွန်တော်အနေနဲ့ပြောပိုင်ခွင့်ပြောလဲပြောနိုင်တဲ့အခြေအနေလည်းကျွန်တော်မှမရှိဘူးအဲ့ဒါတခုတော့ကျွန်တော်ပြောချင်ပါတယ်လို့နောက်တစ်ခုကခုနပြောတဲ့နောက်တစ်ချက်ကဒီ constitution ကိစ္စ constitution ကိစ္စကတော့ကျွန်တော်ပြောဖို့တော့မလိုထင်ပါတယ်ဒါကတော့ဟိုအကုန်လုံးသိတဲ့အတိုင်းပဲလေ constitution မှာဘာတွေကအခက်အခဲဖြစ်နေတယ်ဆိုတာတော့ဟိုကျွန်တော်ထင်ပါတယ်ကျွန်တော်ပြောရင်လည်းကျွန်တော်ကျွန်တော်ပြောတာတော့မပြည့်ပြည့်စုံဖြစ်မဲ့ထင်ပါတယ်ဒီကညီကောင်မောင်တို့ကပိုတော့သိပါတယ်နော် constitution မှာဘယ်လိုဖြစ်နေလဲဆိုတာဘာအဟန့်တားဖြစ်နေလဲဆိုတာဒါတော့ကျွန်တော်သိသိပြောပြရစီမယ်ဒါပဲကျွန်တော်အားရဝန်တာပါနောက်ပြီးတော့ဒုတိယသမရဖြစ်တဲ့ Mr. Pandi ဟိုတချီနုံးဆိုရှင်တော်ညိုရင်းမှုဆိုတော့ကျွန်တော်ကြောင်းရှိဘူးနော်ဘုရားကဖြစ်တာမှဆိုတာဘူချူကြီးရဲ့နေရာလို့တော့ကျွန်တော်ပြောရပါတယ်အဲ့တော့ကျွန်တော်တို့ကခုနကတမကြီးပြောတဲ့တမကြီးကိုကျွန်တော်အားတော့အာနာတဲ့ဆိုတာကလောက်ပြောက်ခက်ဖြည့်ရှင်းရကျွန်တော်အားနာတော့လဲဆိုတော့ဒီနေ့ဘုရားဆိုလို့ရှိရင်တို့လားဒီဘူချူကြီးတွေရဲ့ဟုတ်လားဩဇာအနာအောင်မှာကျွန်တော်တို့ဘာမှဟုတ်လားလူတွေ့ဖို့နေထားလူချင်းတွေ့ဖို့တော့မလွယ်ပါဘူးကျွန်တော်တို့ကဒါတန်ရုံးမှာသွားတဲ့ပြီးမှဟဲ့ဘူးလောက်ပဲကျွန်တော်တို့မှဒုက္ခရတယ်တို့ရေးပါတို့ရေးအခုတော့နမကြီးကိုယ်တိုင်တကယ်ကိုကျွန်တော်တို့ကဒါဖြည့်ရှင်းပေးတဲ့အတွက်ကျွန်တော်အခုကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်တို့ကဘာမှမြန်မာလူမျိုးတွေကပြန်ပေါ်လိုက်တာနဲတော့မဟုတ်ပါဘူးကျွန်တော်တို့အဲ့လိုပြန်ပေါ်တဲ့လူတွေဟာငါတို့ကတော့နိုင်ငံခြားရောက်ပြီးဘာမှဘာလို့ဆရာမလို့ဆိုတဲ့စိတ်ဓာတ်မျိုးတော့အားပဲနဲ့နိုင်ငံသွားပါတယ်အဲ့ဒီမှာကျွန်တော်တို့ဒီနိုင်ငံသားခံယူသွားတဲ့လူတွေတက်ပဲကိုရောက်တဲ့နိုင်ငံမှာနော်နိုင်ငံသားကောင်းပြည်သားနေဖို့ရောက်တဲ့နိုင်ငံအောင်လည်းပဲသစ္စာရှိဖို့ဆိုတဲ့ဟာသူဒီလေးနဲ့မှာသွားပါတယ်ကျွန်တော်တို့ကျောင်းမျိုးကြောင့်အမေရိကန်ရောက်နေတဲ့မြန်မာမျိုးဆက်တွေမြန်မာနိုင်ငံသားဟောင်းတွေအမေရိကန်နိုင်ငံသားဖြစ်သွားတယ်အမေရိကန်နိုင်ငံရဲ့ဟုတ်လားနိုင်ငံသားကောင်းဖြစ်ဖို့ဖြစ်အောင်နေရမယ်ဒါက
လူတူးချင်းမှာရှိထိုက်တဲ့စိတ်ဓာတ်ပေါ့နော်အဲ့တော့ကျွန်တော်မြန်မာနိုင်ငံမှာလည်းပဲမြန်မာနိုင်ငံသားတွေတရုတ်လူမျိုးဖြစ်ဖြစ်ဟာလာအိန္ဒိယလူမျိုးဖြစ်ဖြစ်ဟာလာတိုင်းသားတွေပဲဖြစ်ဖြစ်ကိုယ်နိုင်ငံထဲမှာနဲ့ကိုယ်နိုင်ငံမှာသစ္စာရှိတဲ့လူတွေဖြစ်ပေါ်တာဒါ basic ပါပဲ basic requirement basic instinct ဒါရှိရမယ်ဟာပေါ့နော်အဲ့တော့သူပြောပါတယ်တူခဲ့တဲ့ September လတော့တေချာမှားပါတယ်နော်ကိုရောက်တဲ့နိုင်ငံမှာဒီ American နိုင်ငံမှာရောက်နေကြတဲ့ American နိုင်ငံသားဖြစ်သွားတဲ့မြန်မာတွေအနေနဲ့ American နိုင်ငံပေါ်မှာလည်းသစ္စာရှိရမယ်နိုင်ငံသားကောင်းတွေဖြစ်အောင်လည်းလုပ်ရမယ်ဒီလိုလုပ်ပြီးတော့မှတခါကိုယ်နိုင်ငံအတွက်ပေးနိုင်တဲ့ဟာကိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ဘယ်နည်းပဲဖြစ်ဖြစ်ဥမာအဖြစ်ဟလာဟိုဆရာဝန်တွေဆိုလို့ရှိရင်ဟလာဟိုကျမရေးအရာဟလာကျွန်တော်တို့တချို့ဆိုလို့ရှိရင်အစီအစဉ်တွေဟလာလုပ်ပြီးတော့မှဆေးလာကုတာတို့ဟိုမျက်စိကုတဲ့အဖွဲ့တွေဖွဲ့ပြီးတော့မှအခမဲ့ကြီးရွာတွေမှာကုပေးတာတို့စသဖြင့်ပေါ့ဟိုမှာပညာရေးဆိုလို့ရှိရင်အခုဟလာကျွန်တော်တို့ဟိုဒီဆရာနဲ့လုပ်နေတဲ့စူးစမ်းနေတဲ့အစီအစဉ်တွေဆိုလို့ရှိရင်ပညာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပညာရေးမြင့်တင်မှုအတွက်မဟာဗျူဟာတွေချပြီးတော့ကူညီနိုင်မဲ့နည်းလမ်းတွေကိုစဉ်းစားနေတာပေါ့နော်အဲ့တော့ဒီ tech တွေနဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်တို့ဒီ professor တွေကိုဟိုဘက်ကိုဟာလာကျွန်တော်တို့ဒီဟိုဘယ်လိုအထောက်အကူပြုအောင်ဘယ်လိုလုပ်မလဲစသဖြင့် scholarship တွေရအောင်လုပ်ပေးဖို့ကိစ္စတွေစသဖြင့်ပေါ့ညီမျိုးစုံကျွန်တော်လုပ်နိုင်တဲ့ဟာတွေရှိပါတယ်ကိုတနိုင်တစ်ပိုင်းလုပ်ရင်ကိုဥမာအဖြစ်ဟိုဟာလာကိုယ့်ရဲ့အစီအစဉ်နဲ့ပဲဟာလာကြေးရွာလေးတရွာကိုပဲကျွန်တော်တို့ရေတွင်းလေးတရင်တူးပေးဖို့ဖြစ်ဖြစ်ဟာလာဟိုဒီ solar မီးလေးဟာလာဒီရွာအတွက်ကျွန်တော်တို့ဟိုလင်းအောင်လုပ်ပေးနိုင်ဖို့အတွက်ကိုတနိုင်တစ်ပိုင်းလေးနဲ့လုပ်ပေးနိုင်တယ်ဖြစ်ဖြစ်အုတ်တစ်ချက်တဲတဲ့ပွင့်ကိုလုပ်ပေးနိုင်တဲ့အကျိုးရှိတာပဲဒီ refugee ပြဿနာကိစ္စတွေပေါ်မှာဘယ်လိုချိုးတဲ့မှုရှိနိုင်မလဲဆိုတဲ့မိကုန်းပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ညံမိတယ်လို့ပြောရမယ်ဆိုတော့ Trump အကြောင်းကတော့ဘယ်သူမှမသိဘူးကြာ Nobody knows what Mr. Trump's policy right now. Everything is in gray area and anything can happen. So I'm not really in a position to predict what would become of the refugee intake case, Myanmar refugee intake case under the Trump administration. So we have to wait for a while, and I think what I'm sure is the Obama administrationလောက်တော့ကိုဒါကတော့များများတော့ချပေးလိမ့်မယ်တော့မထင်ဘူးနော်မထင်ဘူးကျွန်တော်ဒါကျွန်တော်တွေးတာပါအဲ့တော့ကျွန်တော်တို့ US နဲ့မြန်မာနဲ့ဆက်ဆံရေးကတော့ကျွန်တော် Washington မှာရှိတဲ့မြန်မာတန်ယုံမှာတာမကြီးဦးအောင်လင်းဆိုတော့ကျွန်တော် career diplomat ပါပဲသူကအဲ့ဒီမှာတာမကြီးအသေးရောက်နေတယ်အဲ့တော့သူကြိုက်တွေ့ပါတယ်လို့အဲ့တော့ US နဲ့ဆက်ဆံရေးမှာကျွန်တော်တို့ကတော့အစဉ်လာအမှား US ကကျွန်တော်တို့ since 1947 we have established diplomatic relations with US is the first country that had established deep relation with Myanmar even before the British government our colonial government so we have a long history of very close relationship with US and we hope that under the Mr. Trump's administration as well we would be able to continue our traditional friendly ties between the two countries. ဒါကတော့လောလောဆယ်ကျွန်တော်ပြောရတဲ့ဟာပေါ့နော်။နောက်တစ်ခုကတော့ဟိုပေါ့ UNHCR ကိစ္စကတော့ကျွန်တော် UNHCR ကတော့ကျွန်တော်တို့ဟို UN ပိုင်းဖြစ်လာတာပေါ့နော်။အဲ့တော့ UNHCR ရဲ့အခန်းကဏ္ဍကတော့အခုကျွန်တော်တို့တော်တော်လေးကျွန်တော်တို့နိုင်ငံမှာသူလုပ်နေတာအများကြီးပါ။သိမှာပေါ့နော်။ဒီဟာနဲ့ပတ်သက်တဲ့သိမှာပေါ့။သူကတော့အဓိကတော့ကျွန်တော်တို့ဒီစစ်ဘေးဒုက္ခကြောင့်တိမ်းရှောင်နေကြတဲ့စစ်ရှောင်တွေပြည်တွင်းပြိပခါကြောင့်တိမ်းရှောင်နေတဲ့စစ်ရှောင်တွေဒီဟာတွေဟိုအဓိကထားပြီးတော့ဟောပေါ့ IDP တွေပါမှာပေါ့နော် internally displaced person တွေအဲ့ဒါ refugees တွေဒီဟာတွေရဲ့ဒီစာဝန်တွေ humanitarian assistance တွေလုပ်ပေးတယ် migration ကိစ္စတွေသူတို့လုပ်ပေးတယ် coordinate လုပ်ပေးတယ်အကူအညီတွေထောက်ပံ့နေလုပ်ပေးတယ်အဲ့တော့သူတို့ရဲ့အခုလောလောဆယ် concentrate လုပ်နေတယ်မြန်မာနိုင်ငံမှာတော့ရခိုင်ပေါ့နော်ကျွန်တော် Muslim population displaced ဖြစ်နေတဲ့ရခိုင် population တွေသူတို့ကြည့်ပေးတယ်တခါရှေ့ချမ်းမှာလည်းပဲကျွန်တော်တို့ကချင်စစ်ရှောင်းတွေနော်ရှမ်းပြည်ဘက်ကစစ်ရှောင်းတွေနောက်ကရင်ဘက်မှာတော့အခုနည်းနည်းတော်လေးနည်းသွားပြီထင်တယ်နည်းနည်းငြိမ်သွားပြီဒါတွေလည်းပဲသူတို့ကြည့်တယ်ဘက်မှာရှိပါတယ်အဲ့တော့မလေးရှားတို့ဘာမှရောက်နေတဲ့လူတွေဘာတွေကလည်းသူတို့ဒါကြည့်ပေးတဲ့သဘောမျိုးရှိတာပေါ့သူတို့စီကနေပြီးတော့ certificate တွေထုတ်ပြီးတော့
third countries ကိုဟုတ်လားဟိုအခြေချဖို့ကိစ္စသူလုပ်ပေးပါတယ်အဲ့တော့ဒီပိုင်းတွေကတော့မလေးရှားတို့ထိုင်းတို့မှာရောက်နေတဲ့ဟာတွေအဲ့တော့ပုံမှန်အတိုင်းဆက်သွားတာတော့ရှိမှာပါအဲ့တော့ဒီပိုင်းကတော့ကျွန်တော်ထင်တယ်တိတ်အပြောင်းလဲလောက်မရှိဘူးအခုကျွန်တော်တို့လောလောဆယ်ပြဿနာကျွန်တော်တို့ဟိုပါပေါ့နော်ဟိုပြောဆိုနေရတာတော့ရခိုင်မှာရှိတဲ့ IDP တွေကိစ္စနဲ့ကျွန်တော်ကချင်ဘက်မှာရှိနေတဲ့စစ်ရှောင်းတွေရဲ့ဒီကျွန်တော်တို့ humanitarian assistance တွေရရှိဖို့ကိစ္စတွေမှာကျွန်တော်တို့တော်တော်ပြောနေရတာရှိပါတယ်အဲ့တော့ခက်ခဲတွေတော့မျိုးမျိုးရှိနေတယ်သို့တော်လည်းပဲသူတို့ကတော့ထဲထဲဝင်ဝင်လုပ်ပေးနေတဲ့သဘောတွေရှိတယ်ကျွန်တော်ပူးပေါင်းဆောင်ရွက်နေတဲ့အစိုးရနဲ့လည်းတခုပဲသူတို့ကဒီရခိုင်ကိစ္စမှာတလောကပြီးခဲ့တဲ့လာတဲ့လောက်ကသူတို့ UNHCR တာဝန်ရှိတဲ့လူတွေဘင်္ဂလားဒေ့ရှ်ဘက်မှာဒီသူတို့ဒီပြောတဲ့စကားတခုပေါ့နော်ကျွန်တော်တို့မြန်မာဟိုလုံခြုံရေးတပ်ဖွဲ့တွေကဒီမွတ်စလင်တွေကိုကျွန်တော်တို့ဒီရောပေါ့ကျက်ဆက်ချမ်းကျုပ်စွာနဲ့လူခွင့်ရေးတွေချိုးဖောက်ပြီးလုပ်နေတယ်ဆိုပြီးဆွဆွဲတဲ့ဟာတွေကတော့တော်တော်လေးအချိန်ကြီးဆိုးပါတယ်ကျွန်တော်နိုင်ငံတော်ပေါ်မှာအဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကန့်ကွက်ချက်တွေကျွန်တော်တို့စာတွေပို့တယ်အဲ့တော့ဟိုဘက်ကနေပြီးတော့ဒီဥစ္စာကသူ့ရဲ့ personal opinion ဖြစ်တယ် UNHCR ရဲ့ position မဟုတ်ဘူးဆိုပြီးတော့ကျွန်တော်တို့လူသိရှင်ကြားပြန်ပြီးတော့ဖြည့်ရှင်းတာရှိပါတယ်သို့တော်လည်းပဲအဲ့လိုဟာလေးတွေတော့ရှိတာပေါ့နော်pressure လေးတွေရှိတယ်သို့တော့ကျွန်တော်တို့ HCR နဲ့လည်းကျွန်တော်တို့ကပူပေါင်းဆောင်ရွက်မှုတွေဆက်ပြီးတော့လုပ်နေပါတယ်လို့အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဟိုပါပေါ့နော်ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဟို green card နဲ့ပတ်သက်ပြီးတော့အရင်သမ္မတဦးသိန်းစိန်လက်ထက်မှာတော့ကကျွန်တော်စခဲ့တာရှိတယ်စခဲ့တော့green card ကိုအဓိကတော့ရွေးချက်ကတော့မြန်မာနိုင်ငံမှာယင်းနှိမ့်မြုံမှုလုပ်တဲ့အခါမှာအထောက်အကူပြုနိုင်မဲ့လူတွေကိုလည်းပဲကျွန်တော် green card ပေးဖို့ဆိုပြီးတော့အဲ့လိုရှိပါတယ်အဲ့နေရာမှာတော့မြန်မာနိုင်ငံသားအောင်းနေပဲမဟုတ်ပဲねတခြားလူတွေလည်းပဲစဉ်းစားဟို case by case ပေါ့နော်လုပ်ဖို့တော့စဉ်းစားပါတယ်တိုးတော်လည်းပဲဆိုရပြောင်းလဲဖြစ်တဲ့ခါကျတော့အဲ့ကိစ္စလည်းနည်းနည်းလေးတော့တန့်နေတယ်အဲ့တော့ဟိုနီလန်းကတော့ဟို state နဲ့ပတ်သက်လို့ကတော့ကျွန်တော်ထင်ပါတယ်တကယ်ရင်းနှီးမြှုပ်နှံမှုလုပ်သွားပြီဆိုလို့ရှိရင်လုပ်သွားပြီဆိုတော့ state ကတော့ပြဿနာမရှိပါဘူးအားလုံးကျေးဇူးတင်ပါတယ်တာမကြီးကျေးဇူးတင်ကြောင်းထပ်ပြီးပြောချင်ပါတယ်တော့ဒီကျေးဇူးတင်တာထပ်ပြီးပြောချင်ပါတယ်ကျေးဇူးတင်စကားပြောနေနေညီကူချူစကားပြောရှင်ကျွန်တော်ခုနဆွေးနွေးသွားတဲ့အချိန်မှာကြည့်နေဆိုလို့ရှိရင်တော်တော်လေးအားရစရာကောင်းပါတယ်ပထမဆုံးအနေနဲ့ကြည့်နေဆိုလို့ရှိရင်ကျွန်တော်တိုင်းသားတွေရဲ့ပြဿနာကျွန်တော်နိုင်ငံမြန်မာနိုင်ငံရဲ့နိုင်ငံရေးပြဿနာတိုင်းသားပြဿနာမှာမူတည်တယ်ဆိုတာကျွန်တော်တို့ဒီမှာပြပါတယ်အဲ့လိုတိုင်းသားတွေရဲ့ပြဿနာကိုအကောင်းဆုံးဖြေရှင်းနိုင်တဲ့လမ်းကပန်းလောင် agreement မှာကျွန်တော်တို့ foundation မူချက်ကြတဲ့သူတို့ချမှတ်ပေးထားတယ်ဒီမှာစမှန်တဲ့ democracy နဲ့တားတူရည်တူနေထိုင်နိုင်မဲ့နိုင်ငံရေးစနစ်ကိုလက်ဖြစ်ပါတယ်အဲ့လိုလုပ်နေတဲ့အချိန်မှာကိုရကျွန်တော်တို့တာမရှိပြောတော့ဘူးအခက်အခဲအမျိုးမျိုးကျွန်တော်တို့ကြုံရမှာပါအခုအနှစ်90လောက်ရှိပါနည်းနည်းလေးတိုက်လာတယ်ဒါမှမရကျွန်တော်ရချင်တာမရခဲ့ပါတကယ်အဖြေကနိုင်ငံရေးနီးလာနေပဲကျွန်တော်ရနိုင်မယ်ဆိုတော့အကုန်လုံးကပြုတ်ချင်တယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မှနောက်ဆုံးအခြေအနေကိုကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင် Nationwide Ceasefire Agreement ဆိုတဲ့ NCA ဆိုတဲ့ကျွန်တော်အောက်တိုဘာ2015မှာလက်နက်ကအဖွဲ့အစည်းရှိခုကနေပြီးမှဒါမဲ့ပုံများတဲ့တိုင်းရင်းသားလက်နက်ကအဖွဲ့အစည်းတွေကြာနေပြီ30ကျော်ကြာနေပြီသူတို့ပြည် UNFC မှာပါတယ်အဖွဲ့အစည်းတွေကြာနေပြီဆိုတော့ကကျွန်တော်ပြောနေတယ်အခု social media တွေမှာကြည့်ရနေတယ်
CNF ဥပမာအဖြစ် CNF ကိုကျွန်တော်တို့ပြောတာ CNF နဲ့သူတို့ပုလင်မှုတို့ဒေါက်တာလျံမှုတို့ပြောတာအမှန်ဆိုလို့ရှိရင်သူမပြောတဲ့ဟာကိုကျွန်တော်တို့သူ့ပါးစပ်ထဲမှာထဲမှာပြောခိုင်းတယ်သူကကျွန်တော်တို့ရှင်းရထပ်ဆန်းကအောက်တိုဘာလမှာ NCI ရ site ထိုးတဲ့ဟာမပါတဲ့ဟာက Stainer region တိုင်းမှာ consultation တွေဖြစ်စီလို့ရမှာဆိုတာအဲ့ဒီဟာဆက်လုပ်ဖို့အတွက်ဖြစ်တယ်။ကြရားပြည်နယ်မှာသူတို့လုပ်ပြီးချင်းပြည်နယ်မှာလုပ်ဖို့ရမှန်တယ်။ချင်းပြည်နယ်ဆိုရနဲ့လည်း CSO Civil Society အရာသာအဖွဲ့အစည်းအားလုံးနဲ့တိုင်ပြီးတော့မှသူတို့ ready ဖြစ်နေတာဒါပေမဲ့အစိုးရက ready မဖြစ်ဘူးပြီးခဲ့တဲ့တပတ်လောက်မှာအဲ့ဒီတည်းထွက်လာသူတို့ကဒီဟာလောက်တော့မယ်ဒီအပန်းမာလာနောက်အပန်းမာလာလုံနိုင်တယ် ready ဖြစ်တယ်ဆိုမှအစိုးရက ready မဖြစ်သေးတော့နည်းနည်းတော့ disappointed ဖြစ်တာ expectation နဲ့ဒါပေမဲ့အဲ့ဒီမှာကဒီတော့မလုံရဘူးချင်းနေမလုံနိုင်ဘူးတရားဒီတော့ခွင့်ရမရှိဘူးဆိုတာဘာမှမပါအဲ့ဒါကျွန်တော်တို့ခွဲချက်ထပ်ပို့လို့ဆက်တရဆုံးပေလောင် conference မှာကျွန်တော်တို့ခုဆက်လုပ်နေတယ်ပထမအချိန်ကျွန်တော်တို့ August 2000 2016မှာလုပ်ပြီးပြီဒုတိယအချိန်ဒီ February လမှာလုပ်ဖို့ရအဲ့ဒီပြောရနေတယ်ဒီအခြေစီအကိုဆွဲပြီးတာကျွန်တော်ဒီဟာနဲ့အရင်နှစ်ကနေတော့ဒီအပိုးမှကျေပြားတဲ့အကိုလို့ပန်းဝင်လာတာဒီမှာကျွန်တော်အချိန်ပေးဖို့လိုလိမ့်မယ်ဆိုတော့အတွေးတွေလည်းပါနေတယ်ဆိုတော့တကယ်အစစ်စစ်တော့အမှားပြောရမယ်ဆိုလို့ရှိရင်နိုင်ငံတော်တိုင်းပြည်ကပုဂ္ဂိုလ်တော်စားစုကြည်မှာ security နဲ့ပတ်သက်တာလေဆိုလို့ရှိရင်သူစီမှာအာဏာမရှိဘူးဆိုတော့ကျွန်တော်ဆိုတော့တစ်ဖက်မှာကျွန်တော်တို့စဉ်းစားမယ်ဆိုလို့ရှိရင်လည်းလက်နက်အဖွဲ့အစည်းတော်တော်များများ30ကျော်ကဒီဇိုင်းတော်မှာတို့ထိုးရတယ်အခုနကျွန်တော်တို့ပြောနေထိုးပြီးမှရှေ့ဆက်ဆွေးနွေးရမယ့်ဟာကိုလည်းကျွန်တော်ပြောနေသူတို့လည်းလာပါအောင်အတူတူ inclusive ဆိုတာအဲ့ဒါပါပဲအတူတူအများကြီးလည်းမသွားနဲ့နောက်လည်းမကြခဲ့ပါနဲ့အကုန်လုံးအတူတူသွားရအောင်အဲ့ဒီဟာပဲကျွန်တော်နိုင်ငံတော်စီလုံးနေတယ်တတ်နိုင်တဲ့ဖခင်နဲ့စူးစမ်းနေတယ်ဆိုတော့ကျွန်တော်အားလုံးတည်တဲ့အပေါ်မှာကျွန်တော်ထပ်ပြီးတော့မှကျွန်တော်အနေနဲ့ဒီရမယ်ထပ်ပြီးတော့ပြောချင်တယ်အဲ့ဒီလိုပါပဲဒီမှာကျွန်တော်တို့မြန်မာdiaspora ပြင်မာရောက်နေတယ်နည်းနည်းပြောချင်ကျွန်တော်တမိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဗမာလူမျိုးကြီးကတိုင်းသားလူနည်းစုတွေကိုဖေးလာခဲ့တာငြင်းစရာမလိုပါတမိုင်းကတော့ကျွန်တော်တို့အသိမှပြရမှာတစ်ဖက်မှာလည်းကျွန်တော်တို့လူနည်းစုတွေကဗမာတွေကလူမျိုးကြီးဖြစ်ပြီးတော့မှသူတို့အကုန်လုံးကင်ထားတယ်ကျွန်တော်အောက်ကနေပဲဒီလိုပဲအမြဲတမ်းတောင်းနေဒီမန်လုံးနေဒီဟာရချင်တယ်ဆိုလို့ရှိရင်သူတို့စီမှာဒီမန်လုံးဆိုတဲ့စိတ်ထားမျိုးကျွန်တော်တို့ရှိတယ်ကျွန်တော်တို့တန်းတူရည်တူနဲ့တိုင်းတာရှိမျိုးအတူတူစပွဲပေါ်မှာထိုင်တယ်ဘသူဟာဘာဖြစ်လဲဘသူဟာဘာဖြစ်ကျွန်တော်တို့ဝိုင်းပြီးတော့မှဆွေးနွေးယူယူသားသားဖြူဖြူစစနဲ့ဆွေးနွေးကျွန်တော်အကုန်လုံးအတွက် union မှာ
အားလုံးအတွက်ကောင်းတဲ့အဖြေကိုအတူတူချအဲ့လိုစိတ်ထားမျိုးကျွန်တော်မွေးတင်ပါကျွန်တော်ဒီ PSCI ကလည်းအဲ့ philosophy ပါရှင်းပြအောင်ဆိုလို့ရှိရင် Burmese American Community Institute ကျွန်တော်ဒီမှာချင်းနေရအများစုဆိုတာကျွန်တော်သိIndianapolis မြို့မှာ1,600လောက်ရှိတဲ့နေရာမှာချင်းနေရ1,400လောက်ရှိ80ရာခိုင်နှုန်းလောက်ရှိကျွန်တော်လူမျိုးကြီးဒီမှာအများစုဖြစ်တော့ကျွန်တော်ကြိုက်တယ်လို့လုပ်မယ်ကျွန်တော်တို့အကုန်လုံးလုပ်နိုင်တယ်လူအင်အားရှိတယ်အဲ့လိုသာလုပ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဗမာတွေလူမျိုးကြီးတဲ့မြန်မာပြည်မှာဒုနေစုတွေကိုမတရားနဲ့ဆက်ဆံလာခဲ့တယ်ဘယ်လိုနဲ့ကျွန်တော်တို့ပူကောင်းတယ်လဲသူတို့ဒီမှာကရင်နဲ့ကျွန်တော်တို့ရှိတယ်ကယားရှိတယ်ကချင်ရှိတယ်ကျွန်တော်ဗမာတွေရှိတယ်တိုင်းနာပေါင်းစုံနဲ့ရှိပါတယ်မွန်နဲ့အော်ခိုင်ရှိတယ် We want to make sure that everyone feels they belong to this community equally and in the same way. In other words, we don't want anyone to feel that they have been neglected or marginalized because they are smaller or weaker. And the federalist democratic principle. And so the minute we have to change our you know, so change our you know, you name it the game. PD China I am. You know, you need it. But don't matter to remember to it puja. The young net the young a queen machine care the only to it. That you got bad dress sheet, you know, dine that. Bedroom you about what's the word that Sura how much on the common teacher. Many years. Toromia a tweka. Eri Pramaso. General Atula, imagine what's the way. Below Chisia, below Shapa. Unity in diversity, so so every Atui equal, every principle, so General Martini Yawla. Along way put down passage, down country. So, the Hapramache Union Regional Indianapolis, Madoya Hapramache Pita, Dilo Pina Peperani Loma, Bowing Green. All of them to the pit, the National Data District, to our Regional Committee, Company Committee, Advisor Checker. Same solution, General, the Dua Luigi, General Dunia, or Yaza Tiny, Yaza National Solution to Jout India Gandhi, Loma, to General Uman in the era channel. You know, they job it on my do need tiny. To the general, yeah, Bob Pitch and the general community, my Bob Pitch and the Point Lane, you that at the young at the Bureau. General Ajama, Eugene Moody, Chilla. Eddie Eugene Moody, Sheila, Mother, I do you. Eugene Moody, she was solution.
ယုံကြည်မှုဆိုတာဟာလည်းတစ်ဖက်မှာကြည့်ပြောမယ်ဆိုလို့ရှိရင်တွေးဆိုနေမှာပြောဆိုနေမှာအတူတူလာမှာပဲယုံကြည်မှုဆိုတာဒီဆောင်နေတာအဲ့ဒါကြောင့်မို့နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာတော့ပင်လောင် conference မှာကျွန်တော်တို့ဖတ်ခဲ့ဒီလွတ်လပ်ရေးဖတ်ခဲ့ခြင်းဘူချူအောင်စားနေဒီမှာဥဆောင်တယ်နိုင်ငံရေးအမြင်သဘောထားကြည့်ကြည့်နဲ့ကျွန်တော်တို့လူနည်းစုတွေလည်းသဘောထားကြည့်ဖို့လိုပါတယ်ဝိုင်းဝန်းပြီးတော့မှဒီမှာပဲကျွန်တော်တို့စအင်ဒီယနာပိုလစ်မှာပဲစအင်ဒီယနာပိုလစ်မှာကျွန်တော်တို့အောင်မြင်တယ်ဆိုလို့ရှိရင်တခြားမျိုးတွေမှာလည်းကျွန်တော်တို့အောင်မြင်တခြားမျိုးတွေမှာအောင်မြင်တယ်ဆိုလို့ရှိရင်မြန်မာပြည်သူပြည်သားတွေအမေရိကန်မှာနေထိုင်တဲ့လူတွေကျွန်တော်တို့အောင်မြင်အဲ့လိုအောင်မြင်တယ်ဆိုလို့ရှိရင်ပိုးပြီးမှမြန်မာနိုင်ငံကိုလည်းထောက်ကူပြုနိုင်မြန်မာနိုင်ငံလည်းအောင်မြင်အားလုံးကျေးဇူးတင်တယ်ဒီဟာအစားပဲဖြစ်တယ်လက်တွဲပြီးမှရှေ့ဆက်ရှေ့ရှောင်ကြရအောင်လို့ကျွန်တော်မေတ္တာရပ်ခံအားလုံးကျေးဇူးတင်အားလုံးကျေးဇူးတင်တဲ့အနေနဲ့ကျွန်တော်တို့တာအမားနဲ့ဒီBoard of Directors, I would like to request our Board of Directors to join here as we present a small gift of appreciation. On behalf of BACI, Burmese American Communist Institute, I would like to request Barney King to hand over our love gift to the Honorable His Excellency. Next. Thank you. Thank you very much. Thank you, everyone. Chinti rakthir tu nu lepa ulen au pol tu zani interview toy te kan tu ding mi hi pu haudau suan si e koram tanamat ramdang dang tuan rau tu le tu lai fanga UNOP koram palai le Mexico thon palai pongi tuan mi si e ama henin thu cha toy te kan ngai nak chan ding in chan phang ding kalau som hai pu suan khu di kene pi thong su ne khun se ching hyau su ro nau chong ma tamai doi mya chi shi me le se chini ma le pengi pakha doi mya chi shi me e di cha ma ka ba anan yau ne re pi ri ma shi ne re lu ri ko chin tv ma ta sin message le tu tu chu chung le le pyo pya nai ma la Okay. ကျွန်တော်မြန်မာနိုင်ငံကပြည်တော်စုတိုင်းရင်းသားတွေနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်တယ်လွတ်လပ်ရေးယူကြရဟိုတိုင်းရင်းသားတွေအားလုံးစုပေါင်းပြီးတော့ညီညွတ်ညွတ်နဲ့ချစ်ချစ်ခင်ခင်နဲ့ပြည်တော်စုကိုတည်ဆောက်ကြမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်တို့ဟာလာပင်လုံညီလာခံကိုလွန်ခဲ့တဲ့အနှစ်80ရာနေပြီးတော့လက်မှတ်ရေးထိုးပြီးတော့ညီလာခံကျင်းပပြီးဟာလာလက်မှတ်ရေးထိုးပြီးတော့သဘောတူညီချက်နဲ့ကျွန်တော်တို့နိုင်ငံသစ်ကိုတည်ထောင်ဖို့အတွက်ဆုံးဖြတ်ပြီးတော့တိုင်းရင်းသားတွေကျွန်တော်တို့အခြေပြုပြီးတော့ဒီပြည်တော်စုကြီးဖြစ်ပေါ်လာခြင်းဖြစ်တယ်အဲ့တော့ပြည်တော်စုမြန်မာနိုင်ငံဟာတိုင်းရင်းသားတွေနဲ့ဖွဲ့စည်းတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်တိုင်းရင်းသားတွေအားလုံးတန်တူရည်တူချစ်ချစ်ခင်ခင်အားလုံးတစုတစည်းတွေနဲ့ကျွန်တော်တို့တောက်လျှောက်ကဘာကုန်တိတိုင်အောင်ဆက်လက်ပြီးတော့နေသွားကြမှာဖြစ်တယ်အဲ့တော့ပြည်တော်စုရဲ့အနှစ်သာရကတော့တကယ်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အနှစ်သာရသည်ပြည်တော်စုဖြစ်တယ်
ပြည်တော်စုမရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံဆိုတော့မဖြစ်နိုင်ဘူးเนาะအဲ့တော့ဒီဟာကိုပြည်တော်စုကြီးအတွင်းရှိဖို့နိုင်ငံတော်အတွင်းရှိဖို့ဆိုရင်ပြည်တော်စုအတွင်းရှိမှာဖြစ်မယ်အဲ့တော့ပြည်တော်စုအတွင်းရှိအောင်ကျွန်တော်တို့ကသားစဉ်မြေဆက်ဆက်ပြီးတော့ဒီဟာကိုလူတိုင်းကဟုတ်လားခေါင်းထဲမှာနှလုံးသားထဲမှာဆွဲမြဲစွာနဲ့လက်ခံထားဖို့လိုပါတယ်ပြင်ပရောက်နေကြတဲ့မြန်မာနိုင်ငံသားတွေလည်းမြန်မာနိုင်ငံသားဟောင်းတွေပေါ့နော်မြန်မာတွေအနေနဲ့လည်းပဲမိမိရောက်ရှိတဲ့နေရာမှာဟုတ်တယ်ပြည်တော်စုကြီးအတွင်းရှိအောင်တိုင်းသားစည်းလုံးညီညွတ်မှုခိုင်မာအောင်တိုင်းသားချင်းချင်းနားလည်မှုတွေတိစောက်နိုင်ပြီးတော့ဟုတ်လားချစ်ချစ်ခင်ခင်နဲ့နေနိုင်အောင်ကိုရှိတဲ့ဒေသကိုရှိတဲ့အရာတွေမှာလည်းပဲစံနမူနာပြအဖြစ်နဲ့ဟုတ်လားနေသွားကြသလိုပဲကိုမိမြန်မာနိုင်ငံမှာလည်းပဲနော်မိမြန်မာနိုင်ငံမှာလည်းပဲပြန်ပြီးတော့ပံ့ပိုးနိုင်တဲ့ဘက်ကနေပြီးတော့တိုင်းသားစည်းလုံးညီညွတ်မှုမျိုးသားပြည်နယ်တည်မြဲရေးအတွက်လှုပ်ဆောင်နေတဲ့ငြိမ်းချမ်းရေးကိစ္စဖြစ်စဉ်တွေဟာလာလုပ်ငန်းစဉ်တွေမှာလည်းပဲတတ်နိုင်တဲ့ဘက်ကနေပြီးတော့ဝိုင်းဝန်းပြီးတော့ဟာလာလူအားဖြင့်တော်၎င်းစိတ်ဓာတ်အားဖြင့်တော်၎င်းဝိုင်းဝန်းကူညီပံ့ပိုးခြင်းအားဖြင့်တော်၎င်းဟာလာပါဝင်ကြဖို့လည်းတိုက်တွန်းမျိုးစော်ချင်ပါတယ်လို့နော်ကျေးဇူးတင်တယ်ပြီးတော့second question ကိုဒီလာအတွင်း21st century ကိုချင်းချန်တန်တို့ကနှုတ်ဆော်ထားတဲ့ဒီ 21st century ဒုတိယအကြိမ်မြောက်ပေါ့ဒီလာအတွင်းမှာလုပ်မယ်လို့ကျွန်တော်တို့သိရတယ်အဲ့ဒီပေါ်မှာဆရာတယောက်အနေနဲ့သဘောထားဒါမှမဟုတ်ဆန္ဒတွေကိုလည်းပြောပြပေးနိုင်မလားဟုတ်ကဲ့ဒီ21ရာစုပင်လုံဆိုတဲ့ပြည်တော်စုငြိမ်းချမ်းရေးနော်ဟိုညီလာခံကြီးကတော့ကျွန်တော်တို့ဒီမြို့သားဒီမိုကရေစီဖွဲ့ချုပ်တက်လာပြီးတဲ့နောက်ပိုင်းမှာပထမဦးစားပေးအစီအစဉ်တွေနဲ့လှုပ်လာခဲ့တဲ့ငြိမ်းချမ်းရေးအတွက်နော်မြို့သားပြန်လည်တည်မြဲရေးအတွက်ဦးစားပေးနေနဲ့လုပ်ခဲ့တဲ့အစီအစဉ်တစ်ခုဖြစ်တယ်အဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကမျှော်လင့်ချက်ဆိုတာအင်မတန်ကြီးကြီးမားမားထားပါတယ်နော်တိုင်းပြည်မှာမြန်မာနိုင်ငံမှာကျွန်တော်တို့နှစ်60ကျော်နှစ်90နီးပါးပြည်တွင်းမှာပြိပခတ်တွေကိုညီကောင်မောင်နှမတွေအချင်းချင်းနော်ပြိပခတ်ကြောင့်လက်နက်ကန်ပြိပခတ်ကြောင့်ငြိမ်းချမ်းရေးမရနိုင်ခြင်းကြောင့်ဖွံ့ဖြိုးတိုးတက်ရေးတွေလည်းနှောင့်နှေးခဲ့ရတယ်ပေါ့နော်နိုင်ငံရေးပိုင်းမှာလည်းပဲကြက်တိတွေအများကြီးတွေ့ခဲ့ရတယ်ဒီဟာတွေဖြည့်ရှင်းဖို့အတွက်နီလန်တနီလန်ပဲရှိတယ်အဲ့ဒါပါလေငြိမ်းချမ်းရေးဖြစ်တယ်တိုင်းပြည်မှာငြိမ်းချမ်းရေးကိုတိစောက်နိုင်ပြီးတော့ထာဝရဟာလာတည်တတ်တဲ့ရေရှည်တည်တတ်တဲ့ငြိမ်းချမ်းရေးကိုရရှိမှသာလျှင်ကျွန်တော်တို့တိုင်းပြည်ဟာလာအေဂျင့်သားရမှဖွံ့ဖြိုးတိုးတက်ရေးလည်းလုပ်နိုင်မယ်လူတွေရဲ့အခွင့်အရေးတွေလည်းပြည့်ဝတိုင်းသားအားလုံးရဲ့အခွင့်အရေးလည်းကျွန်တော်တို့ပြည့်ဝပေးစွမ်းနိုင်မှာဖြစ်တယ်အဲ့ဒါကြောင့်ဒီ21ရာစုပင်လုံဟာဒီကြီးမားတဲ့ရည်မှန်းချက်ကြီးအတွက်ကျွန်တော်တို့စတင်တဲ့အရေးကြီးဆုံးခြေလှမ်းဖြစ်တယ်ဒီညီလာခံကြီးကိုအောင်မြင်အောင်ကျွန်တော်တို့ကအားလုံးမှာတာဝန်ရှိတယ်အားလုံးကဝိုင်းဝန်းပြီးတော့ဟလာစိတ်ရောကိုယ်ရောဟလာကိုရကျွန်တော်တို့နိုင်ငံတော်ရဲ့တာမန်ပုဂ္ဂိုလ်ကြီးပြောသွားသလိုပဲကိုရကျင်တာတခုတည်းပဲဟလာမစင်စားဘဲနဲ့ကိုဘာ contribute လုပ်နိုင်မလဲကိုဘာပေးနိုင်မလဲဟလာကိုဘာဆောင်ရွက်ပေးနိုင်မလဲဆိုတာကိုလည်းပဲခေါင်းထဲမှာဟလာစဉ်းစားပြီးတော့အပြန်လှန်ပေါ့နော်နားလည်မှုနဲ့ဟလာချစ်ကြည်ရင်းနှီးမှုနဲ့ဟလာရာကိုနော်ကျွန်တော်တို့ဟလာဒီရီမန်းချက်ကိုငញ្ញရင်ပန်းနိုင်အမျိုးသားပြန်လဲသိမြတ်ရေးပန်းနိုင်ကိုရီမန်းချက်ကိုအားလုံးတနည်းတနည်းတည်းပဲကျွန်တော်တို့ဟလာဟိုဥတီချက်ထားပြီးတော့ဝိုင်းဝန်းပြီးတော့ဆောင်ရွက်ရင်ဖြင့်မုတ်ချမသွေအောင်မြင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒီတဲ့နောက်ဆုံးမိခွန်းအနေနဲ့ဒီမှာကျွန်တော်တို့ဗမာပြည်သားတွေအင်ဒီယာနာပိုလစ်မှာလူကြီးအပိတ်16000ကျော်ရှိတယ်ချင်းတွေဆိုရင်14000ကျော်ရှိတယ်အဲ့ဒီပြပရောက်ပြီးတော့ဒီလိုမျိုးပြည်ထောင်စုနဲ့လုပ်ရတာနဲ့ကိုလူမျိုးတွေကိုတိုင်းသားတီးတီးတွေနဲ့တွေ့ရတဲ့အပေါ်မှာဆရာဘယ်လို feel ရှိတယ်တွေ့ဟာလဲပြောပြနိုင်မလားဟိုအဲ့ဒါတော့ပြောရမယ်ဆိုရင်တော့အင်မတန်မှပဲကျွန်တော်စိတ်လှုပ်ရှားပါတယ်လို့နော်ဝမ်းသာကြည်နူးပီတိအလွန်မဲ့ဖြစ်ရပါတယ်လို့ဟာလာကိုမြေကိုရင်နဲ့ဝေးကွာတဲ့နိုင်ငံတနိုင်ငံဟုတ်လားဒီအမေရိကန်နိုင်ငံမှာအခုလိုကိုတိုင်းသားညီကောင်မောင်နှမတွေစုစုစည်းစည်းနဲ့တွေ့မြင်ရပြီးတော့ပြည်ပနိုင်ငံကိုရောက်ပြင်မဲ့လည်းပဲကိုအမိမြန်မာနိုင်ငံကိုရောက်ပြန်ပြီးတော့ရောက်ပြီးတဲ့ကဲ့သို့ပေါ့နော်ကျွန်တော်ခံစားရတယ်တိုင်းသားတွေစီစီလုံးလုံးနဲ့ဟလာကိုရိုးရာဝတ်စုံတွေဝတ်ပြီးတော့ရိုးရာအကတွေကပြီးတော့တချင်းတွေအတူတူကတီဆိုကြနော်ကိုမြန်မာနိုင်ငံဟိုပြန်ပြီးတော့ရောက်သလိုပဲကျွန်တော်ခံစားရတယ်အင်မတန်မှပဲကြည်နူးပီတိဖြစ်ပင်ပါတယ်လို့ဒီလိုဟလာစီစီလုံးလုံးနဲ့တိုင်းသားတွေချစ်ချစ်ခင်ခင်နဲ့နေတာကိုကျွန်တော်ဆက်လက်ပြီးတော့မြင်ကျင်ပါတယ်ဒီအစင်လာကိုလည်းဆက်ထိန်းကြပါဟာလာဒီအင်ဒီယာနာပိုလစ်မှာရှိတဲ့ကျွန်တော်မြန်မာဟိုဘောလူမျိုးတွေအနေနဲ့ပေါ့နော်တိုင်းသားအားလုံးကဒီအခုအစင်လာပေါ့နော်အခုပြည်တော်စုနေ့အစင်လာကိုဆက်လက်ထိန်းသိမ်းပြီးတော့ဒီအမေရိကန်တနိုင်ငံလုံးမှာနော်အမေရိကန်တနိုင်ငံလုံးမှာကျွန်တော်မြန်မာ
ကျွန်တော်တို့မြန်မာလူမျိုးတွေနေထိုင်ကြတဲ့တိုင်းသားမြန်မာလူမျိုးတွေအားလုံးအတွက်စံပြနော်စံပြဖြစ်အောင်ဆက်လက်ပြီးတော့ဒီစီလုံးညီညွတ်မှုနဲ့အစင်လာလေးကိုတော့ဆက်ထိန်သိမ်းပေးကြပါလို့တိုက်တွန်းအားပေးစကားပြောချင်ပါတယ် နောက်ဆုံး last of the last ပေါ့အနေနဲ့ဟိုဆရာရဲ့တာဝန်ကိုလက်ရှိယူနေတဲ့တာဝန်နဲ့အရင်မှလို့ယူတဲ့တာဝန်တွေတပြိုင်နဲ့ကျွန်တော်တို့ချင်းလူမျိုးထက်ကနေကျွန်တော်မှတ်မိတဲ့လောက်ဆိုရင်တော့ဒီတန်တမန်နိုင်ငံခြားတန်တမန် ambassador ပေါ့ပူဝုံခဟောက်ပြီးတော့ဇရေလီယန်ပြီးတော့ပူတွမ်မုံပြီးတော့နောက်ဆုံးအနေနဲ့ဆရာပဲတည်တယ်ဆိုတော့သူတို့နေနိုင်ပြီးတော့ဆရာအနေအထားမှာရောက်ဖို့တဲ့ကျွန်တော်တို့ချင်းဒါမှတ်တူရောရှိခဲ့လာပြီးတော့ဆရာရဲ့လက်ရှိတာဝန်ယူတဲ့ဟာတွေလည်းပြောပေးနိုင်မယ်ကျွန်တော်ကတော့ခုနပြောသလိုပါပဲချင်းမျိုးသားထဲမှာတော့စရုထမြောက်တာမကြီးပေါ့လေစရုထမြောက်တာမကြီးဖြစ်တယ်ပထမဆုံးတော့ဦးဇရလျန်ပြီးလို့ sorry ဟိုပါပေါ့ဦးခွဟောက်ပြီးဦးဇရလျန်ပြီးရင်ဦးတောင်မှုပေါ့နော်ပူတောင်မှုပြီးလို့ရှိရင်ကျွန်တော်ပေါ့လေဆိုတော့၄ဦးပါပဲအဲ့တော့ကျွန်တော်လက်ရှိတာဝန်ကတော့ကျွန်တော်ကကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ပေါ့နော်တာမကြီးအနေနဲ့ကျွန်တော်တာဝန်ထမ်းဆောင်ပါတယ်လို့အဲ့ဒီမတိုင်ခင်ကတော့ကျွန်တော်ကကနေဒါနိုင်ငံဆိုင်မြန်မာတာမကြီးအဖြစ်3နှစ်ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့ပါတယ်လို့ကျွန်တော်ကတော့နိုင်ငံခြားရေးဝန်ကြီးဌာနမှာကျွန်တော်ရာထူးအဆင့်ဆင့်နဲ့ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့တယ်နောက်ဆုံးတာမကြီးမဖြစ်ခင်ကတော့မြန်မာနိုင်ငံကျွန်တော်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့နိုင်ငံရေးရာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်တာဝန်ကိုကျွန်တော်ထမ်းဆောင်ခဲ့ပါတယ်လို့ကိုလိုချင်းပြပြတော့ချင်းတီဗီမှာတချင်းကဘာနာမရှိတဲ့ချင်းလိုမျိုးတွေကို message ပေးရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ကျွန်တော်လည်းကျေးဇူးတင်ပါတယ်